皆さんこんばんは。EBA ဂျပန်နီ online ကလပ်မှာကြိုဆိုပါရစေ။ဒီနေ့က N4 grammar အခန်း26ကိုစပြီးတော့လေ့လာကြမှာဖြစ်ပါတယ်။မင်းနာနော်နီယွန်ကဖတ်စာအုပ်ရဲ့အခန်း26မှာရှိတဲ့ grammar လေးတွေကိုလေ့လာရမှာဖြစ်ပါတယ်။ Okay အဲ့တော့ပထမအဆုံးစုတို့သုံးမဲ့ grammar လေးကကြတော့ on that ဆိုတဲ့ဟာလေးဖြစ်ပါတယ်။အဲ့တော့အရှိက နောက်က that's on that's on ဖြစ်တဲ့အတွက်ကြောင့်မလို့သူကအရှိရစလုံးနဲ့ပေါင်းပြီးတော့မှအတန်ထွက်မယ်ပေါ့နော်ဒါဆိုရင်သူနဲ့ချိတ်ဆက်မဲ့ဟာလေးတွေကိုကြည့်မယ်ဆိုရင်သူကကရိယာတွေမှာဆိုရင် plain form နဲ့ချိတ်ဆက်ပါတယ်အဲ့တော့ adjective ဆိုရင်လည်း plain form ပဲအဲ့တော့ noun adjective နဲ့ noun နဲ့ကကြတော့ plain form ဆိုပေမဲ့သူက that ဆိုတဲ့နေရာမှာဒါမပြောင်းဘဲနဲ့နာအတိုင်းချိတ်ဆက်တယ် noun ဆိုလည်းနာခံပြီးတော့ချိတ်ဆက်တယ်အဲ့တော့မနက်ဆန်တို့က on that ရဲ့ချိတ်ဆက်မှုအရှိကဘလို့တွေနဲ့ချိတ်ဆက်တာလဲဆိုတာတေချာပေါင်းနားလည်မှရမှာပဲเนาะအဲ့တော့နားမလည်ရင်အဆင်မပြေဘူးအဲ့ဒါကိုနားလည်ဖို့ဆိုလို့ရှိရင် N5 မှာသင်ခဲ့ရတဲ့အခန်း20ကိုကြည်နေရပါမယ်ပေါ့เนาะအဲ့တော့ဒီထဲမှာအခန်း20မကြည်တဲ့သူလေးတွေပါရင်သိရအောင်လို့ထပ်ပြီးတော့အခန်း20ကိုရှင်းပြပေးပါမယ်ဒါဆိုလို့ရှိရင် on that ရဲ့အရှိမကတ်မဲ့ plain form တွေကဘာတွေလဲဆိုလို့ရှိရင်သူတို့ပထမဦးဆုံးဒီနားနဲ့ noun အတွက်အရင်ကြည့်လိုက်ရအောင်ပေါ့နော်နားနဲ့ noun မှာဆိုလို့ရှိရင် plain form เนาะ plain form ဖုစုခဲတာမန် form ဆိုတာကသူတို့ that ဆိုတာကိုဒါပြောင်းလိုက်တာဂျာအာဒီမဆန်ကိုဂျာနိုင်ပြောင်းတာဒဲရှိတာကိုဒတ်တာပြောင်းတာဂျာအာဒီမဆန်ဒဲရှိတာကိုဂျာနာခတ်တာပြောင်းတာအဲ့ဒါတွေကို plain form လို့ခေါ်တယ်အဲ့ဒီ plain form ကိုအခန်း26မှာဆိုရင်သူတို့က on that ပေါင်းတာပေါ့နော်အဲ့လို on that ပေါင်းတဲ့အခါမှာဟောဒီ that ဆိုတဲ့နေရာကိုဒါပေါင်းပြီးတော့ than that ဆိုပြီးတော့သူကမပြောင်းဘဲနဲ့အဲ့ဒါလေးကချွင်းချက်ဘာနဲ့ပဲပြန်သုံးရမယ်ဆိုတော့နားနဲ့ပဲပြန်သုံးရမယ်ကွာဒါကြောင့်မလို့ခိရေနာလို့ပြောရင်လည်းခိရေနန် that ဖြစ်သွားမယ်နောက်တစ်ခု noun မှာဆိုရင်လည်းအဲ့တိုင်းပဲ noun တွေကိုသူတို့က plain form ဆိုဒါကတ်တာကိုမကတ်တော့ဘဲနဲ့နားခံလိုက်တယ်ဥမာ sansi ဆိုတဲ့ noun ဆိုရင် sansi nan that ဒီလိုမျိုးဖြစ်သွားမယ်ကျန်တာကတော့ပုံမှန်အတိုင်းပဲဂျာနာ on that တတန်တဲ့ဂျာနာခတန်တဲ့ဆိုပြီးကျန်တာဒီတိုင်းသွားမယ်နော်အဲ့ဒီစလုံးလေးတစ်ခုပဲ plain form ဆိုပေမဲ့ဒါမသုံးပဲနာသုံးတာရမယ်နော်ဒါဆိုနားလေးမထင်နဲ့နောက်တစ်ခု adjective ကိုကြည့်မယ်အဲ့ adjective ရဲ့ plain form ဆိုရင်လည်းအဲ့တိုင်းပဲပေါ့နော်သူကပုံမှန်ဆိုရင်သူတို့ that တွေနဲ့စုံတယ် polite form ဆိုရင် that တွေနဲ့စုံတယ်plain form ဆိုရင်အဲ့ဒီ that တွေကိုဖြုတ်လိုက်ယုံပဲအဲ့ adjective က e အတိုင်းရှိမယ်ခုနိုင် that ကခုနိုင်ခတာ that ကခတာခုနာခတာ that ကခုနာခတာဖြစ်သွားမယ်အဲ့ဒါကိုမှသူတို့က on that နဲ့ပေါင်းမယ်ဟုတ်ပြီနော်နောက်တစ်ခုကကရိယာအဲ့တော့ကရိယာမှာကြတော့ must ဆိုရင်သူ့ရဲ့ plain form က root form ပြောင်းတယ်အဲ့တော့ root form ပြောင်းတယ်ဆိုပေမဲ့လည်းဒီကရိယာကကြတော့တစ်လုံးနဲ့ရှိတာမဟုတ်ဘဲနဲ့သူ့မှာက1 2 3ဆိုပြီးတော့ကရိယာ3မျိုးရှိနေတဲ့အတွက်ကြောင့်မလို့ must ကိုမြင်တိုင်း must ဖြုတ် root ကပ်ပြီးတော့သုံးလို့မရပြန်ဘူးဟုတ်ပြီနော်အဲ့တော့ဒီ plain must ကို root ပြောင်းတာက dictionary form လို့ခေါ်တယ်ပေါ့နော်အဲ့တော့အဲ့ဒီ dictionary form ကိုကြတော့သူတို့ကဒီအခန်း18မှာလားသူတို့သင်ခဲ့ရတယ်ပေါ့နော်အဲ့ဒါလေးကိုပြန်ကြည့်မယ်ဆိုလို့ရှိရင်ကြတော့စေပြောတာမှားမှာဆိုလို့เนาะ dictionary form ကိုဘယ်မှာသင်ခဲ့ရတာလဲဆိုတော့ဟုတ်တယ်အခန်း18မှာသင်ခဲ့ရတယ်เนาะအဲ့တော့အခန်း18 dictionary form ကိုမကြည့်ခဲ့တဲ့သူဆိုရင်အခန်း18ကိုပြန်ပြီးတော့လေ့လာပေးပါเนาะဆိုတော့ဒီမှာတော့စေကအကြမ်းမြင့်လေးပြောပေးမယ်ပေါ့နော်အဲ့တော့ dictionary form ဒီ root ကတ်တာဖြစ်တဲ့ကြောင့်စေကမှတ်လို့လွယ်အောင် root form လို့ပြောလိုက်တယ်ပြီးလို့ရှိရင်ကရိယာ1 2 3ရှိတဲ့အတွက်ကြောင့်မလို့ but 2မှာ must ကိုဖြုတ်ပြီးတော့ root ပေါင်းလိုက်တယ် but 3က key must ဆိုရင်ခူရုရှိမတ်ဆိုရင်စုရုဖြစ်သွားတယ် but 1ကကြတော့ root form လို့ပြောပေမဲ့ root ကတ်တာမဟုတ်ဘဲနဲ့ပူလိုင်းတွေကိုပြောင်းသွားတာဖြစ်ပါတယ်ဥပမာနော်ဆိုတော့ no mi မဆိုရင် no muခါအီမဆိုရင်ခါဥဆိုပြီးတော့အဲ့လိုဥလိုင်းကိုပြောင်းတာရမယ်နော်အဲ့ဒါအခန်း18မှာပါတယ်မကြည့်တဲ့သူများရှင်ပြန်ကြည့်ပါအဲ့ဒါပြီးတော့မှဒါဆိုတော့နာဆိုတော့ on the ဆိုတာလေးနဲ့ကတ်လိုက်ပါမယ်နောက်တစ်ခုကကြတော့မာဆန်ဆိုတဲ့ဟာအဲ့တော့မာဆန်ဆိုရင်ကြတော့သူတို့က9 form ပြောင်းပေးရတယ်เนาะအဲ့တော့ဒီမှာလဲဘ1 2 3꿰တဲ့အတွက်ကြောင့်မလို့9 form ပြောင်းလေးကိုသိရမယ်9 form ပြောင်းလေးကိုမသိဘူးဆိုရင်အခန်း16ကိုပြန်ပြီးတော့နှွှေးပေးရပါမယ်เนาะအဲ့တော့ဘတ်တူးတွေဆိုတော့အမြဲတမ်းလွယ်တယ် must ကိုပြုံ9ပေါင်းမယ် key mark ကခို9ဖြစ်သွားတယ် she mark ကတော့ she 9ဘတ်1ကတော့အမြဲတမ်း line ပြောင်းမယ်เนาะဒီနေရာမှာ9ဖြစ်တဲ့အတွက်ကြောင့်နာဒီ r line မှာရှိတဲ့အတွက်ကြောင့်သူ့ကို r line ပြောင်းလိုက်တယ်လို့မှတ်လိုက်เนาะအဲ့တော့ဘတ်1နေဆိုလို့ရှိရင် r line ပြောင်းပြီးတော့9ပေါင်းပြီးတော့မှသူတို့အခန်း26မှာပါတဲ့ on that လေးကိုကတ်လိုက်တဲ့အခါမှာ na on that ဒီဖြစ်သွားတာပေါ့เนาะအငင်းဆိုရင်
နောက်တစ်ခုကကြတော့ဆိုမာရှိတာဆိုတဲ့ဟာပေါ့နော်အဲ့တော့မာရှိတာဆိုလို့ရှိရင်သူ့ရဲ့ plane ကတားဖောင်ပြောင်းရတယ်ပေါ့နော်အဲ့တော့ဒီနေရာတွေကိုသွားပြီး on တက်ကတ်လို့ရလားမရဘူးနော်ဒီနေရာတွေကပိုးလိုက်ဖောင်တွေကိုမကတ်ဖက်နဲ့ဆိုတော့ plane ဖောင်မှာကတ်မှာ plane ဖောင်ဆိုတာဘာလဲသိအောင်ထပ်ပြောတာပေါ့နော်အဲ့တော့မာရှိတာဆိုရင်ဆိုတော့တားဖောင်ပြောင်းမယ်အဲ့တော့တားဖောင်ကလည်းပြောင်းပြီး3မျိုးကွဲသွားတယ်ပေါ့နော်ဘတ်2ဆိုရင် mask ကိုဖြုတ်တာတန်းကတ်လို့ရတယ်ဘတ်3က key mask ဆိုရင်ခီတာရှိမဆိုရင်ရှိတာသုံးမယ်ပေါ့နော်ဘတ်1မှာကြတော့သူကထပ်ပြီးတော့ကွဲသွားတယ်ပေါ့နော်ဘတ်1နေဒီ mask ရဲ့ရှေ့မှာ ichiri နဲ့ဆုံးခဲ့ရင် ichiri ကိုဖြုတ်ချီဆိုင်ဆိုတာနီမီဘီနဲ့ဖြုတ်ဆုံးရင်တော့နီမီဘီကိုဖြုတ် onda ခီနဲ့ဖြုတ်ခီနဲ့ဆုံးရင်တော့ခီကိုဖြုတ် ita ဂီဆိုရင်ဂီကိုဖြုတ် ita ရှိကတော့မပြောင်းလဲဘူးပေါ့နော်ရှိကိုじゃတန်းပြီးတော့တာကတ်လို့ရတယ်ရှိတာဖြစ်သွားတယ်ပြီးတော့မှဆိုတော့ on that ဆိုတာနဲ့ကတ်ပြီးမယ်မာဆန်တေရှိတာဆိုရင်ကြတော့နာခတ်တာပြောင်းသွားမယ်အဲ့တော့နာခတ်တာကကြတော့စောနာဆိုနိုင်ဖောင်ပြောင်းနည်းနဲ့အတူတူပါပဲเนาะဘတ်1နေဆိုရင် first line ပြောင်းပြီးတော့နာခတ်တာဘတ်2ဆိုရင် must ဖြုံနာခတ်တာဘတ်3ကတော့ခိုနာခတ်တာရှိနာခတ်တာဆိုပြီးဖြစ်မယ်နိုင်ဖောင်ပြောင်းနည်းနဲ့နာခတ်တာပြောင်းနည်းနဲ့ကအတူတူပဲဟုတ်ပြီเนาะအဲ့ဒါလေးကိုဆိုတော့ plain ဖောင်လို့ခေါ်တယ် plain ဖောင်ဆိုတာဘာမှမသိတဲ့ပုံကိုများကအခန်း20ဒီဇာတ်လေးကိုကြက်ထားလိုက်ရင်ရပါပြီဒါဆိုရင် plain form ဆိုတာကိုလည်းကျွမ်းကျင်သွားပြီဆိုလို့ရှိရင်ဒီ grammar လေးကိုသိသွားပြီပေါ့နော်အဲ့တော့ဒီ grammar လေးကဘယ်လိုအခြေအနေမှာသုံးပါလဲဆိုလို့ရှိရင်သူကတခုခုအံ့ဩတာတွေတခုခုစင်ကြေပေးတာတွေတခုခုကိုသိကျင်တာတွေတခုခုတို့တောင်းဆိုတဲ့အခါမှာဆိုလို့ရှိရင်ပြောတဲ့စကားပြောပုံစံလေးဖြစ်ပါတယ်တဲ့စာရေးတဲ့အခါမှာဆိုရင်တော့အဲ့ဒီ on that အစား not ကိုသုံးပြီး not that လို့သုံးပါတယ်ဟုတ်ပြီဥမာဝါကြလေးကိုကြည့်မယ်ဆိုရင် doshite okuretan desu ka okuremashita ka ပုံမှန်ဆိုရင်တော့ doshite okuremashita ka ဘာလို့နောက်ကျရလဲဟုတ်တယ်နော်အဲ့လို okuremashita ka နဲ့မသုံးဖို့ဘယ်နဲ့စကားပြောပိုဆန်စေခြင်းတဲ့အခါသူတို့က on that နဲ့သုံးမယ် on that နဲ့သုံးရင်တော့ plain form ပြောင်းရမယ်နော်အဲ့တော့နောက်ကျခဲ့သည်ဆိုတဲ့ plain form က okureta ဒါကြောင့်မလို့ okuretan desu ka doshite okuretan desu ka ဘာလို့နောက်ကျရလဲအဲ့ဒါဆိုရင် तू ကသိချင်လို့မေးလိုက်ပြီအဲ့ခါကျရင်ဟိုဘက်ကပြန်ဖြေတယ်ဘာစုကခိုနာခတ်တာတော့ဘာစုကခိုနာခတ်တာဆိုရင်ဘတ်စကမလာခဲ့ဘူးဘတ်စကမလာခဲ့ဘူးဆိုတာကိုဆင်ခြင်ပေးစီတော့ဘတ်စကမလာခဲ့လို့ပါမြန်မာလိုဆိုနော်ဘတ်စကမလာလို့ပါအဲ့လိုပုံစံမျိုးလေးပြောတဲ့အခါမှာဆိုရင် on that လေးပေါင်းလိုက်တာနော်ဘာစုကခိုနာခတ်တာဆိုတာတဲ့ဘာစုကခိုနာခတ်တန်တဲ့ဆိုရင်ပို့ပြီးတော့စကားပြောလေးကပြည့်ပြည့်လေးဖြစ်သွားတာပေါ့နော်ဘတ်စကမလာလို့ပါနောက်တစ်ခုကကြတော့သူတို့ဒီ noun အနေနဲ့သုံးပေးထားတာပေါ့နော် aircon ကခိုးရှောဆိုတော့ aircon ပြက်တယ်အဲ့တော့ဒီ noun ဆိုလို့ရှိရင်သူကဓာမကတ်ဘူးနာကတ်မယ်လို့ပြောထားတဲ့အတွက်ကြောင့်မလို့နာနဲ့ on နဲ့ပေါင်းတဲ့အခါမှာ nan လို့ဖြစ်သွားပြီးတော့ aircon ကခိုးရှော nan des ပေါ့နော်အဲ့တော့ဘာဖြစ်လို့ aircon မဖွင့်တာလဲလို့မေးရင်ကိုကaircon ပြက်နေလို့ပြန်ပြောမှာပေါ့နော်noun နဲ့တွဲတဲ့ဟာလေးကိုဒါသိစေချင်လို့ပေးထားတာ aircon ကခိုးရှော nan des aircon ပြက်နေလို့ပါဒီလိုပုံစံလေးပေါ့နော်โอเคနောက်ဒုတိယတစ်ခုကကြတော့အဲ့ဒီ on that ရဲ့အနောက်မှာဂလေးဝင်လိုက်မယ်ဆိုရင်တော့ on that က on that ကဆိုရင်တော့မြန်မာလိုကြောင်လို့ဆိုပြီးတော့သူ့မှာဒီလိုလှုပ်ချင်လို့ဒီလိုလှုပ်ချင်တာကြောင်ဆိုတဲ့လှုပ်ချင်တဲ့ဆန္ဒတွေနောက်တစ်ခုကကြတော့ဒီလိုဖြစ်လို့ဒီလိုဖြစ်တာကြောင့်မှဆိုတဲ့သူ့ရဲ့အခက်အခဲတွေအဲ့ဒါတွေကိုအကြောင်းပြချက်ပေးတဲ့ပုံစံမျိုးနော်လိုချင်လို့လိုချင်တာကြောင့်အဆင်မပြေလို့အဆင်မပြေတာကြောင့်ဒါပေါ့နော်အဲ့လိုမျိုးတွေမှာသုံးတာပါပြီးရင်သူ့ရဲ့နောက်ကဘာလေးနဲ့ဆက်လေးရှိလဲဆိုတော့ဘတ်တေးတတခဲမဆန်းခါလှုပ်ပေးလို့ရမလားတစ်ဖက်သူကိုအကူညီတောင်းတာကိုလိုချင်တယ်ကိုခက်ခဲတွေဖြစ်နေတယ်ဒါကြောင့်မလို့တစ်ဖက်လူကိုလှုပ်ပေးပါလားဆိုပြီးတော့အဲ့လိုပြောခြင်း on the ska ဘတ်တေးတတခဲမဆန်းခါအဲ့လိုမျိုးလေးဆက်လို့ရပါတယ်ပေါ့နော်ဟုတ်ပြီအဲ့တော့ဒီဘတ်သိတတကေမဆန်ခါကဆိုတော့ဘတ်သိခုရဲမဆန်ခါနဲ့အတူတူပါပဲเนาะအီတတာကီမတ်ဆိုတော့လက်ခံရရှိတဲ့ခုရဲမဆိုသူများပေးတယ်ပေါ့เนาะအဲ့တော့ဘတ်သိခုရဲမဆန်ခါဆိုလည်းလုပ်ပေးလို့ရမလားလို့ပြောတဲ့ပုံစံပဲနောက်ဘတ်သိတတကေမဆန်ခါဆိုရင်လည်းလုပ်ပေးလို့ရမလားလို့ပြောတဲ့ပုံစံပဲဘာသုံးရတယ်ပေါ့เนาะနောက်တစ်ခုကကြတော့ဘတ်တာရာယီဒက်စကာသူကကြတော့အရှိမမေးခွန်းပါလိမ့်မယ်เนาะအဲ့တော့အဲ့ဒီမေးခွန်းနဲ့အနောက်ကဘာကိုလုပ်ရင်ကောင်းမလဲတာရာယီဒက်စကာဆိုရင်အဲ့ဒီမေးခွန်းနော်မေးခွန်းမှာဘာလို့လုပ်ရင်ကောင်းမလဲဘယ်သွားရင်ကောင်းမလဲဘာစားရင်ကောင်းမလဲအဲ့လိုမျိုးလေးတွေပေါ့နော်အကူညီတောင်းတာတွေအကြံဉာဏ်တောင်းတာတွေမှာသုံးတယ်ဟုတ်ပြီဒါဆိုရင်သူ့ရဲ့ဥမာဝါကြလေးကိုကြည့်လိုက်မယ်日本語でレポートを書いたんですかအဲ့တော့書いたဆိုတာရေးခဲ့တယ်書いたんですかဆိုရေးခဲ့လို့ဒါသူ့ရဲ့နော်ဒါရေးခဲ့တယ်ကွယ်အနောက်ကちょっと見ていただけませんかဆိုတော့အဲ့ဒါလေးကိုခဏလောက်ကြည့်ပြီးလို့ရမလားလို့အကူညီတောင်းလိုက်တာနော်သူဖြစ်ကြည့်ပေးစေချင်တဲ့သူ့ရဲ့ဆန္ဒပေါ့နော် on this ကဘတ်တေးတရခဲမဆန်ခါဆိုပြီးတော့ရမယ်နော်အဲ့တော့ဘတ်တေးဆိုရင်တော့တဲဖောင်ပြောင်းမှာပေါ့နော်on the scar ကတော့ရှေ့က plain ဖောင်ပြောင်းမှာပေါ့
နောက်တစ်ခုကလည်းအဲ့ဒီ on desk ကပဲဒါပေမဲ့အနောက်ကကျတော့ Tarai desk ကဖြစ်သွားတယ်အဲ့ပုံစံလေးကိုကြည့်မယ်ဆိုရင် Nihonjin no uchiye ikun desu ka ဂျပန်လူမျိုးအိမ်ကိုသွားကျင်လို့မေးခွန်းလာပြီ Donna omiyage o motte itarai desu ka Tarai desu ka ဆိုရင်တော့အမြဲတမ်းမေးခွန်းနဲ့တွေ့မယ်နော်အဲ့ဂျပန်လူမျိုးတကယ်ချင်းအိမ်ကိုသွားကျင်တယ်ကွယ်အဲ့တော့ဘလိုမျိုးလက်ဆောင်တွေကိုယူသွားရင်ကောင်းမလဲဆိုပြီးတော့ပေါ့နော် Nihonjin no uchiye ikun desu ka Donna omiyage o motte itarai desu ka ဆိုပြီးတော့ဖြစ်သွားမယ်ရမယ်နော်โอเคအဲ့ဒါကတော့ဆိုတော့အခန်း26မှာပါတဲ့ grammar လေးဖြစ်ပါတယ်အဲ့တော့အားလုံးကဒီမင်းနော်နီယွန်ကောဖတ်စာအုပ်ရဲ့ run shoe A မှာတွားပြီးလေ့ကျင့်ခန်းတွားလုပ်ပြီးတော့လေ့လာလို့ရပါတယ်ပေါ့နော်ဆေးကဖတ်စာအုပ်ကိုပြပြီးသင်တဲ့အခါကျရင်ကြတော့အဲ့ဒီဖတ်စာအုပ်ကုမ္ပဏီကစမ်းစစ်ရဲ့ဗီဒီယိုတွေဖြတ်ချပါတယ်အရင်တော့ကလည်းဆေးဗီဒီယိုတွေအများကြီးတင်ခဲ့ပါတယ်အဲ့တော့ဖတ်စာအုပ်ကိုပြပြီးတော့အဲ့ဒီမှာ run shoe A တွေเนาะဒီ bone care တွေအဲ့ဒါတွေခိုင်ဝါတွေစိတ်အကုန်ရှင်းပြခဲ့တဲ့ဗီဒီယိုတွေပေါ့နော်အဲ့ဒါတွေအကုန်လုံးဖြတ်ချခံရတဲ့အတွက်ကြောင့်အဲ့တော့ဖတ်စာအုပ်ကိုပြတင်ဖို့တော့အဆင်မပြေလို့အဲ့တော့ဒီ grammar လေးကိုတော့ရှင်းပြလိုက်ပါတယ်ဖတ်စာအုပ်မှာတွားပြီးတော့လေ့လာလို့ရပါတယ်เนาะဒီ grammar လေးနဲ့ပြန်ပြီးလေ့လာကြည့်ပေးပါโอเคဒါဆိုရင်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်သင်ခန်းစာတွေမှာပြန်တွေ့ကြပါမယ်ရှင်ဆိုရင်နောက်ထပ်အခန်း29လေးကိုထည့်ကြည့်ရအောင်เนาะအဲ့တော့အခန်း29မှာဆိုရင်လေ့လာမှာကြတော့ခါနိုးခဲဖြစ်ပါတယ်အဲ့တော့ခါနိုးခဲကလုံနိုင်တယ်လုံတက်တယ်ဆိုတဲ့စွမ်းရည်ပြတဲ့ပုံစံဖြစ်တယ်ဆိုတော့ N5 မှာဆိုရင်ဘတ်ဒုခိုတိုကဒေကီမတ်ဆိုတဲ့အဓိပ္ပာယ်မျိုးဖြစ်ပါတယ်အဲ့တော့သူ့ကိုလည်းဆိုတော့ကကရိယာ3မျိုးရှိတဲ့အတွက်ကြောင့်3မျိုးခွဲပါမယ်ပထမဆုံးဘတ်ဒူးလေးကနေစကြည့်မယ်ဆိုရင်ဘတ်ဒူးတွေမှာ mask ကိုဖြုတ်ပြီးတော့ရာရဲမရာရဲရူပေါင်းပါမယ်เนาะအဲ့တော့ထာဘဲမဆိုရင်မဖြုတ်လိုက်တော့ထာဘဲရာရဲမထာဘဲရာရဲရုစားနိုင်တယ်ဆိုတဲ့လုံနိုင်တယ်လုံတက်တယ်ဆိုတဲ့အဓိပ္ပာယ်မျိုးဖြစ်သွားမယ်အဲ့တော့ဘက်ထရီမှာ2မျိုးရှိတယ်ခိမတ်ကခိုးထားတဲ့မတ်ဖြစ်သွားပြီးတော့ရှိမတ်ကတော့ဒက်ခိမတ်ဖြစ်သွားပါတယ်ဒါလေးကတော့ star ပြပြီးတော့ကြက်ထားမယ်เนาะဒါကတော့ဒီဒက်ခိမတ်အဲ့တော့အရှိက noun နေဆိုရင်တော့ noun ဒက်ခိမတ်ဆိုပြီးဖြစ်သွားမယ်ဒါဆိုဘတ်1ကိုသွားရအောင်အဲ့တော့ဘတ်1ကကြတော့သူတို့အမြဲတမ်း line ပြောင်းတယ်เนาะဘတ်1မှန်သမျှ message ရှိမှာ e line နဲ့ဆုံးတယ်အခုအဲ့ဒီ e line တွေကို a line ပြောင်းပြီးတော့ must to root တို့ပေါင်းပါမယ်ဆိုချင်တာကခါနိုးခဲပြောင်းလိုက်ပြီဆိုတာနဲ့ဘတ်2တွေဖြစ်သွားကြမယ်ရမယ်နော်အဲ့တော့ဒီမှာဆိုရင်ယိုမီမဆိုတဲ့ဘတ်1ကိုခါနိုးခဲပြောင်းလိုက်တဲ့အခါမှာမိကို a line ပြောင်းတော့ယိုမဲမက်ဖြစ်သွားတယ်အဲ့တော့ယိုမဲမက်ယိုမဲရုဒီပါလေဘတ်2ဖြစ်သွားပြီเนาะအဲ့တော့ခါနိုးခဲတွေကိုဖောင်ပြောင်းမယ်ဆိုရင်ဘတ်2ဖြစ်တဲ့ကြောင့်ဘတ်2ကနေပြန်ပြောင်းမယ်ပေါ့နော်ယိုမဲမယိုမဲရုမဖတ်နိုင်ဘူးဆိုရင်ယိုမဲနိုင်ပေါ့เนาะဒီလိုမျိုးလေးဖြစ်သွားမယ်နောက်ဟာနာရှိမတ်ဆိုရင်လည်းအဲ့ဒီရှိကို airline ပြောင်းလိုက်တော့ဟာနာဆဲမတ်ပြောနိုင်တယ်ပြောတတ်တယ်ဖြစ်သွားမယ်ရမယ်နော်အဲ့တော့ဒီဟာလေးတွေသိရမယ်ပြီးတော့အဲ့ဒီခါနိုးခဲရဲ့ရှေ့မှာဆိုရင်များသောအားဖြင့်ကတော့ဂလိုက်လေးရှိတယ်အဲ့တော့များသောအားဖြင့်လို့ပဲပြောတာနော်အဲ့တော့ပြောချင်တဲ့အကြောင်းအရာပေါ်မူတည်ပြီးတော့ particle ကတော့ဝါလည်းဖြစ်နိုင်တာပဲဂလည်းဖြစ်နိုင်တာပဲများသောအားဖြင့်တော့ဂလို့မှတ်ထားလို့ရပါတယ်နောက်တစ်ခုသတိထားမှာကြတော့သူတို့မီနီကျက်တဲ့အခါမှာမီယဲမတ်ဆိုတဲ့ဟာလေးကိုကြက်လိုက်တယ်အဲ့ဒါကိုသူတို့ကမြင်နိုင်တယ်တွေ့နိုင်တယ်ဆိုပြီးတော့မီနီကျက်လိုက်တယ်ပေါ့နော်အဲ့တော့အဲ့ဒီမီယဲမတ်ကကြတော့ပုံမှန်ကသူတို့မီမတ်ကလာတာလေအဲ့တော့မီမတ်ကဘတ်တူးဖြစ်တဲ့အတွက်ကြောင့်ခါနိုခဲတာပြောင်းမယ်ဆိုရင်မတ်ကိုဖြုတ်ရာရဲမတ်ပေါင်းမှာပေါ့ဟုတ်ပြီနော်အဲ့တော့မီတာရဲမတ်ပေါ့ဒါဆိုရင်မီယဲမတ်နဲ့မီတာရဲမတ်ကနှစ်ခုဖြစ်နေတော့ဘာကွာလဲကြည့်လိုက်မယ်နော်အဲ့တော့မီယဲမတ်မြင်နိုင်တယ်တွေ့နိုင်တယ်ဆိုတာကသူတို့ကြည့်လိုက်တဲ့အခါမှာအတိုင်းသားမြင်နေရတယ်ဆိုတဲ့ဟာပေါ့နော်ကောလိုက်ပြီးတော့အားစိုက်ထုတ်စရာကြိုးပမ်းစရာမလိုဘဲနဲ့လှမ်းကြည့်လိုက်တော့အော်ဒါမြင်ရတာပဲကောင်းကင်မောကြည့်လိုက်တော့အော်တိမ်နေမြင်ရတာပဲအဲ့လိုမျိုးတွေမှာသုံးတာဖြစ်ပါတယ်မီတာရဲမတ်ကကြတော့သူတို့ကအားစိုက်ရတယ်စွမ်းရည်ပြတာပေါ့နော်အဲ့တော့ဂျပန်ကိုသွားရင်ဖူဂျီတောင်ကြီးကိုမြင်နိုင်တယ်ဆိုတဲ့ဟိုကဒါဒီဂျပန်ကိုသွားတယ်ဆိုတဲ့အားစိုက်ထုတ်မှုလာမယ်အဲ့တော့ဒီဟာကြီးကိုဂျပန်ကိုရောက်ပြီဆိုတော့မှဒါဖူဂျီတောင်ကြီးကိုမြင်နိုင်တယ်ဆိုတဲ့ဟာအဲ့လိုမျိုးပြောချင်တာပေါ့နော်ဒါကြောင့်မလို့သူ့ရဲ့ဥမာဝါကြောက်ကြည့်မယ်ဆိုရင်ဆိုတော့ဒီဖူဂျီတောင်ကိုမြင်ရတဲ့မြို့မှာရှိနေတဲ့သူတွေဆိုရင်လှမ်းကြည့်လိုက်တဲ့အခါမှာတော့ကိုနိုမချီကာရာဖူဂျီဆန်ကမြင်မတ်ပေါ့နော်ဒီမြို့ကနေဖူဂျီတောင်မြင်ရတယ်တော့အဲ့လိုလှမ်းကြည့်လိုက်တာလှမ်းမြင်ရတယ်အဲ့ဒီလိုမျိုးเนาะအဲ့တော့မီရဲမဖြစ်တဲ့အတွက်ကြောင့်များသောအားဖြင့်ပါလိုက်လေဂါလိုက်ထားတယ်နောက်တစ်ခုကကြတော့သူတို့ကဒီဖူဂျီတောင်ကိုကြည့်ကျင်တယ်ဆိုလို့ရှိရင်ဘယ်ကိုသွားမလဲဂျပန်ကိုသွားမယ်เนาะအဲ့ဒါကြောင့်မလို့နီဟွန်ဒေဖူဂျီဆန်ကမီရဲမတ်အဲ့တော့ဂျပန်မှာဆိုရင်တော့ဖူဂျီတောင်ကိုကြည့်နိုင်တယ်ဆိုတော့ဂျပန်ကိုသွားမှမြင်ရမယ်ပေါ့အဲ့လိုမျိုးနည်းနည်းအားစိုက်ထုတ်တာပါရင်မီရာရဲမတ်ကိုသုံးမယ်လို့ခွဲလို့ရပါတယ်เนาะအဲ့ဒီတိုင်းပဲခီခိုအဲမတ်
နဲ့ခိခဲမတ်ဆိုလဲအဲ့တိုင်းပါပဲเนาะခိခဲမတ်ဆိုတာကြားရတဲ့အတိုင်းသားကြားနေရတာဖြစ်ပြီးတော့ခိခဲမတ်ပေါ့အမှန်တော့သူကခိခိမတ်ကလာလေကြားရတယ်ဆိုတာခိခိမတ်အဲ့တော့ခိခိမတ်ကိုလိုင်းပြောင်းရင်ခိရာဒီခဲဖြစ်သွားမှာပေါ့เนาะအဲ့တော့ဒီခါနိုခဲပြောင်းလိုက်ပြီးကြရင်ကြတော့သူကဆွမ်းဆောင်ရေးပြဖြစ်သွားပြီးတော့နားထောင်နိုင်တယ်ဆိုတဲ့အဓိပ္ပာယ်မျိုးပေါ့เนาะဒီခိုနိုဟေယာခါရာရာဂျီနိုတိုကာခီခွဲမှာဆိုရင်သူပြောချင်တာကဒီအခန်းကနေရေဒီယိုရဲ့အတန်ကိုကြားရတယ်ဆိုပြီးတော့အတိုင်းသားကြားနေရတယ်ပေါ့အဲ့လိုအခြေအနေမျိုးဖြစ်ပြီးတော့ကိုကရေဒီယိုနားထောင်ခြင်းနဲ့ဆိုရင်ဖုန်းနဲ့ဆိုရင်နားထောင်လို့ရတယ်ဆိုတဲ့ပုံစံမျိုးပေါ့နော်ဒန်ဝါတဲ့ရာဂျီယိုကခီခဲမတ်ဒါဆိုရင်ရေဒီယိုနားထောင်နိုင်ကြောင်းဆိုတဲ့စွမ်းရည်ကိုပြခြင်းခီခဲမတ်ဖြစ်သွားပါတယ်နောက်တစ်ခုကတော့သူတို့အရှိကနောင်နဲ့အနောက်ကဒေခိမတ်နဲ့ပေါင်းလိုက်ပြီးတော့နောင်ကဒေခိမတ်ဆိုတဲ့ဟာကကြတော့အဲ့ဒီနောင်ကြီးကိုစောက်လုပ်ပါတယ်ပြီးစီးပါပြီးပြုလုပ်ပါတယ်ဆိုတဲ့အဓိပ္ပာယ်မျိုးနဲ့သုံးပါတယ်အဲ့တော့အရှိကနောင်ပေါ်မူတည်ပြီးတော့ဘာသာပြန်ရမယ်ပေါ့နော်ဒေခိမတ်ကတော့သူတို့ကြက်ထားတာလုံနိုင်တယ်လုံတက်တယ်ဆိုတဲ့ဟာလေဒါပေမဲ့အရှိကနောင်ပေါ်မူတည်ပြီးတော့တရားတွေပါတယ်ဆိုရင်တော့တိဆောက်တယ်ပေါ့နော်စောက်လုပ်တယ်ပေါ့တခုခုအကြောင်းအရာအလုပ်တွေဆိုရင်ပြီးမြောက်သွားတယ်ပေါ့ဘာကိုပြုလုပ်တယ်ပေါ့ဒီလိုမျိုးဥမာရော်ရီကတေကီမတ်စတာလို့ပြောရင်เนาะဒါဟင်းဖြစ်တဲ့အတွက်ကြောင့်ဟင်းကချက်လို့ပြီးမြောက်သွားပြီဟင်းချက်လို့ပြီးသွားပြီဟင်းကျက်သွားပြီဆိုတဲ့အဓိပ္ပာယ်မျိုးနဲ့သုံးပါတယ်နောက်တစ်ခုကတော့ရှီခမဆန်ရှီခရဲ့အဓိပ္ပာယ်ကမှားလွဲပြီးရဲ့အနောက်ကအငင်းမဲလိုက်မယ်เนาะအဲ့တော့ဒီရှေ့ကနောင်ကလွဲပြီးတော့ဘာကိုမလုတ်ဘူးဆိုတဲ့အဓိပ္ပာယ်အဲ့တော့ရှီခရဲ့ရှေ့မှာနောင်လိုက်ပြီးတော့အနောက်ကမပတ်ဘူးဆိုတဲ့ကရိယာလိုက်ပါမယ်ဆိုတော့ခါဆိုကူရှိကစခီဂျာအာရီမာဆန်အဲ့တော့ဒီကမှာဂျာအာရီမာဆန်နဲ့သုံးမယ်เนาะဒါလေးကမှားနေလို့အဲ့တော့ဒါဆိုရင်မိသားစုကပဲပြီးမချစ်ဘူးဆိုတဲ့အဓိပ္ပာယ်ကမိသားစုကိုပဲချစ်ပါတယ်ဆိုတဲ့အဓိပ္ပာယ်မျိုးနဲ့ပြောချင်တာဖြစ်တာပေါ့နော်အဲ့တော့ပို့ပြီးတော့လေးနဲ့သွားတာပေါ့မိသားစုကလွယ်မချစ်ဘူးဆိုတာမိသားစုကိုပဲချစ်တယ်လို့ဆိုတာထက်ကိုပို့လေးနဲ့သွားတာနောက်တစ်ခုကတော့ဝါကဝါဆိုတဲ့ပတ်တန်လေးဖြစ်ပါတယ်အရှိအဝတ်ကြမှာ mass နဲ့ဆုံးပြီးတော့အနောက်ကဝတ်ကြက masan နဲ့ဆုံးမယ်ဆိုရင်အရှိအဟာကတော့ဖြစ်ပေမဲ့အနောက်ကဟာကတော့မဖြစ်ဘူးဆိုတဲ့ပုံစံမျိုးနဲ့ဒီဝါကဝါကိုသုံးပါတယ်နော်ဆိုပါစို့ဒီမှာနီဟွန်ဂိုဝါဟာနာဆေမတ်ဒါဆိုရင်အရှိအ mass နဲ့ဆုံးတယ်နော်ဂျပန်ဘာသာစကားဒီပြောနိုင်သည်နောက်ကအေဂိုဝါဟာနာဆေမဆန်အင်္ဂလိပ်ဘာသာစကားဒီမပြောနိုင်ပါဒါကြားတဲ့ကအငင်းလေးဂါနဲ့ဆက်လိုက်တာပေါ့နော်ဂျပန်ဘာသာစကားကိုပြောနိုင်ပေမဲ့အင်္ဂလိပ်ဘာသာစကားကိုတော့မပြောနိုင်ပါဒါကြောင့်မလို့ဒီမှာကြည့်မယ်ဆိုရင်သူတို့ဟာနာဆေမဆိုတာကခါနိုးခဲကြီးဖြစ်ပါတယ်နော်အဲ့တော့ခါနိုးခဲတွေဆိုရင်ဂါလိုက်မယ်လို့ပြောထားတယ်လေအရှိမဒါမဲ့ဒီမှာဂါလိုက်လားမလိုက်ဘူးနော်ဘာကြောင့်လဲအဲ့တော့ပြောချင်တဲ့အကြောင်းအရာပေါ်မူတည်ပြီးကွဲတယ်လို့ပြောသွားတယ်ဒီမှာဆိုရင်ပတ်တန်ကိုကလည်းဝါကဝါနဲ့ဆက်မှာဖြစ်ပြီးတော့သူပြောချင်တာကလည်းဒီပြောနိုင်ကြောင်းမပြောနိုင်ကြောင်းဆိုတဲ့ဒီဟာကိုအဓိကထားချင်တာဖြစ်ပါတယ်เนาะဟာနာဆဲမတ်ဆိုတဲ့ဟာတွေဒါဟာနာဆဲမဆန်းဆိုတဲ့ဟာတွေအဓိကပြောချင်တာဖြစ်တဲ့အကြောင်းဒီမှာပါတီကဝါကိုသုံးတာနီယိုကောဝဂျပန်ဘာသာစကားဒီဘာဖြစ်လဲဟာနာဆဲမပြောနိုင်တယ်အဲ့လိုပြောချင်တော့ဝါနဲ့သုံးတာเนาะအေကောဝဟာနာဆဲမဆန်းအင်္ဂလိပ်စကားကဘာဖြစ်လဲမပြောနိုင်ဘူးဒါလို့အနောက်ကအခြေအနေကိုထူးပြရင်ကြတော့ဆိုတာပါတီကကိုဝါနဲ့သုံးပေးရတာဖြစ်ပါတယ်ရမယ်เนาะအဲ့ဒါကအခန်း20ခွန်မှာဟုတ်ပြီဒါဆိုရင်နောက်ထပ်အခန်း28လေးကိုထပ်ကြည့်ရအောင်เนาะအဲ့တော့အခန်း28မှာဆိုရင်ကြတော့သူတို့ဘာတွေ့မလဲဆိုတော့နာဂါရဆိုတဲ့ဟာကိုတွေ့မယ်မြန်မာလူဆိုရင်တော့လှုပ်ရင်းနဲ့ပေါ့เนาะတစ်ခုလှုပ်ရင်းနဲ့တစ်ခုကိုလှုပ်တယ်ဆိုရင်နာဂါရနဲ့သုံးမယ်အဲ့တော့ तू ကတော့ကရိယာတွေမှာ1 2 3ခွဲစရာမလိုဘူးဘာလာလာ mask ကိုဖြုတ်ပြီးတော့နာဂါရတန်းပေါင်းယုံမယ်เนาะဆိုတဲ့အတွက်ကြောင့်မလို့လွယ်တယ်ပေါ့เนาะ3ပိုင်းထပ်ခွဲစရာမလိုတော့ဘူးပေါ့ဟုတ်ပြီအဲ့တော့နာဂါရဘယ်လိုသုံးတာလဲဆိုရင်တပြိုင်တည်းသို့မဟုတ်တစ်ချိန်တည်းမှာအလုံးနှစ်ခုလှုပ်ကြောင်းကိုပြောတာဖြစ်တယ်နောက်ပြီးတော့အဲ့ဒီနာဂါရရဲ့အနောက်ကလှုပ်ဆောင်မှုကရိယာကအဓိကလှုပ်ဆောင်မှုကိုဖော်ပြလိုခြင်းဖြစ်ပါတယ်ဆိုတော့ဒီမှာဆိုရင်ဂါမှုကိုခါမီမဆိုရင်ပီကယ်ကိုဝါးတယ်ဆိုတဲ့လှုပ်ဆောင်ချက်တစ်ခုရဲ့on dan shima ဆိုတာကားမောင်းတယ်ဆိုတဲ့လှုပ်ဆောင်ချက်တစ်ခုရရှိတယ်။အဲ့ဒီလှုပ်ဆောင်ချက်နှစ်ခုကိုနာဂါရနဲ့ဆက်လိုက်တယ်။နော်ခါမီမတ်ဆိုတဲ့ကြိုက်ဝါးတယ်ဆိုတာမှာ mask ကိုဖြုတ်ပြီးတော့ဆက်လိုက်တာနော်။ဒါဆိုရင် PK ဝါးတာနဲ့ကားမောင်းတာနဲ့အဓိကလှုပ်ဆောင်ချက်ကဘာလဲ။ကားမောင်းတာပေါ့နော်။ဒါကြောင့်မလို့ဆိုတော့ကားမောင်းတာအနောက်မှာထားတာနော်။အဲ့တော့ဂါမှုကိုခါမီနာဂါရ on dan shima ဆိုတော့ PK ဝါးရင်နဲ့ကားမောင်းပါတယ်။နောက်တစ်ခုကတော့
hatarakimasu ကနေလာတဲ့ဟာเนาะ mas ကိုဖြုံနာကာရာပေါင်းတယ်နောက်ကနီယွန်ဂိုကိုဘန်ကျိုရှိမှဂျပန်စာကိုလေ့လာတယ်ဒါဆိုရင်သူအဓိကပြောချင်တာကဂျပန်စာလေ့လာတယ်ဆိုတာကိုအဓိကပြောချင်နေတာပေါ့နော်ဆိုတော့働きながら日本語を勉強しますလုံးလုံးရင်းနဲ့ဂျပန်စာလေ့လာနေပါတယ်ဆိုတဲ့ပုံစံမျိုးเนาะအဲ့ဒီမှာဒီနှစ်ချက်ကိုကြည့်မယ်ဆိုရင်ကွာ PK ဝိုင်းကားမောင်းနေဆိုတာကကားလဲမောင်းနေတယ် PK လဲဝါနေတယ်ဒါတစ်ချိန်တည်းမှာလောက်တာအလုံးလုံးရင်းနဲ့ဂျပန်စာလေ့လာတယ်ဆိုတာကမနက်ပိုင်းမှာလုံးလုံးလုံးမယ်ညနေပိုင်းဂျပန်စာလေ့လာမယ်တစ်ချိန်တည်းလောက်တာမဟုတ်ဘူးเนาะအဲ့လိုအချိန်ကြီးလဲသုံးလို့ရတယ်เนาะတစ်ချိန်နဲ့လောက်တာလဲရတော့တစ်ချိန်နဲ့မဟုတ်ပေမဲ့လေဒါကဒီအကြောင်းအရာနှစ်ခုကိုလုံနေပါတယ်လို့ပြောတဲ့အခါမှာလည်းသုံးလို့ရပါတယ်နောက်တစ်ခုကတော့ batte imas အရှိယကရိယာကိုသဲဖောင်ပြောင်း imas နဲ့ပေါင်းရင် batte imas ရဲ့အဓိပ္ပာယ်ကလုံနေတယ်เนาะအရှိယကရိယာကိုလုံနေတယ်သို့မဟုတ်လဲလုံလေးရှိတယ်ဆိုပြီးတော့ဘာသာပြန်လို့ရပါတယ်အဲ့တော့လက်ရှိလုံနေတယ်သို့မဟုတ်လက်တလောလုံနေခြင်းသို့မဟုတ်လုံးလေးရှိခြင်းဆိုတဲ့အခြေအနေ၃မျိုးမှာအဲ့ဒီဘတ်သေးအီမတ်ကိုသုံးလို့ရပါတယ်။ဥပမာလက်ရှိလုံနေတယ်ဆိုရင်ကြတော့လက်ရှိပြစ္ဆုတ်ပံဆိုတဲ့အချိန်ကာလပါတယ်ပေါ့နော်။အီမတ်ဆိုတဲ့ဒါပြစ္ဆုတ်ပံကာလကိုဖော်ပြတဲ့စလုံးလေးနဲ့သုံးထားမယ်ဆိုရင်နီဟွန်ဂိုကိုနာရသေးအီမတ်ဆိုတဲ့စကားလုံးလေးကနာရအီမတ်ကလာတာနော်။နာရအီမတ်ကိုတင်ယူသည်ဆိုတဲ့စကားလုံးကိုတဲ့ဖောင်ပြောင်းလိုက်တော့ e ကိုဖြုတ်ချီဆိုင်ဆိုတဲ့နာရတဲ့ imas ဆိုရယ်ဟောဒီတဲ့ imas ရဲ့အဓိပ္ပာယ်ဒီလက်ရှိလုံနေခြင်းဆိုတဲ့အဓိပ္ပာယ်နဲ့သုံးသွားတာပေါ့နော်ယခုဂျပန်စာကိုသင်ယူနေပါတယ်အီမနီယွန်ကိုနာရတဲ့ imas ပေါ့ဒီမှာဆိုရင်စမ်းစစ်ဆိုရင်အခုဒီပြစ္ဆုတ်ပံမှာအီမနီယွန်ကိုအိုရှိတဲ့ imas ပေါ့နော်အခုဂျပန်စာကိုသင်ပေးနေတယ်ဒါလက်ရှိအခြေအနေကိုပြောတယ်တဲ့ imas ပေါ့နော်နောက်တစ်ခုကကြတော့ဒီယခုတလောလက်တလောဆိုတဲ့အခြေအနေဆိုရင်ကြတော့အရှိရစာရေးခင်းဆိုတာလေးတွေသူတွဲထားတယ်အဲ့တော့စာရေးခင်းအခုတလောဆိုရင်ဒါအခုရက်ပိုင်းမှာပေါ့နော်နီဟွန်ဂိုကိုဘန်ကျိုရှိတဲ့အီမတ်ဂျပန်စာကိုလေ့လာနေပါတယ်ဒီရက်ပိုင်းမှာတော့ဂျပန်စာလေ့လာဖြစ်တယ်အဲဒီလိုမျိုးနောက်တစ်ခုကကြတော့လုံလေးရှိတယ်ဆိုတော့ तू ကဘယ်လိုအခြေအနေလဲမနက်တိုင်းလားညတိုင်းလားတနင်္ဂနွေနေ့တိုင်းလားပိတ်ရက်တိုင်းလားအဲ့လိုအချိန်ကာလတစ်ခုပါမယ်ပေါ့နော်အဲ့တော့အဲ့ဒီရက်တိုင်းအဲ့ဒီအချိန်တိုင်းမှာအဲ့ဒါကိုလုံလေးရှိတဲ့အလေးအထားအနေနဲ့သုံးတာဒီမှာတော့ तू က yasumi no hi လို့ပြောထားတဲ့အတွက်ကြောင့်ဒါပိတ်ရက်ပေါ့ပိတ်ရက်တိုင်းဆိုတဲ့အဓိပ္ပာယ်နော် yasumi no hi wa တော့ပိတ်ရက်မှာတော့နီယွန်ဂိုကိုဘန်ကျိုရှိတဲ့မှာဂျပန်စာကိုလေးလာလေးရှိပါတယ်သူကကြတော့အလေးအထားတစ်ခုပေါ့နော်လုံးလေးရှိတယ်ဆိုတဲ့ဟာကိုပြောလိုက်တာဒါကြောင့်မလို့တဲ့ imas ကိုမြင်ရင်သူကအခြေအနေ၃မျိုးရှိတယ်ဆိုတာကိုနားလည်ရမယ်နော်နောက်တစ်ခုကကြတော့သူတို့ moshi ဆိုတဲ့ grammar လေးဖြစ်ပါတယ်မိုးကတော့ noun ရဲ့နောက်မှာလိုက်မယ် noun မိုဆိုပြီးတော့နော်ရှိရတော့ plain form တွေနဲ့တွဲပါမယ်တော့ရှိရရှိမှာ plain form နော် plain form ဆိုတာဘာလဲဆိုရင်အခန်း20မှာသင်ခဲ့ရတဲ့ဟာတွေဖြစ်ပါတယ်နော် N5 အခန်း20မှာသင်ခဲ့ရတယ်တော့သူကဘယ်လိုအခြေအနေမှာသုံးတာလဲဆိုရင်အရှိကနောင်လဲပဲဘာဖြစ်တဲ့အပြင်ဒီနောက်ကနောင်ဟာလဲပဲဘာဖြစ်တဲ့အပြင်ဆိုပြီးတော့သူ့ရဲ့ဂုံရည်တွေကိုတန်းစီးပြီးတော့ပြောသွားတဲ့အခါမှာသုံးတာပါဥပမာဆိုရင်ခါရေဝါသူဒီ sports မိုအားကစားလဲပဲဒေခီရူရှိလုံနိုင်တဲ့အပြင်ဥတာမိုတချင်းလဲပဲဥတာအဲရူရှိဆိုနိုင်တဲ့အပြင်ဆိုတဲ့နိအဲ့ဒါအပြင်လေနီဟွန်ဂိုမိုဂျိုဇူတဲ့ဂျပန်စကားလေးတော်တယ်ဟုတ်ပြီနော်ဒါဆိုသူ့ရဲ့ဂုံရည်တွေအများကြီးပေါ့အားကစားလေးလုံနိုင်တဲ့တချင်းလေးဆိုနိုင်တဲ့ဂျပန်စာလေးတော်တယ်အဲ့လိုဂုံရည်တွေအများကြီးကိုတန်းစီပြီးပြောရင်မိုရှိဆိုတာလေးနဲ့ဆက်ပြီးပြောတာပါရမယ်နော်ဒါဆိုရင်ဒါလေးကအခန်း20ခွန်ဖြစ်ပါတယ်အခန်း28ဖြစ်ပါတယ်နောက်တစ်ခုအခန်း29လေးကိုဆက်ပြီးတော့ကြည့်သွားမယ်အခန်း29ကလည်းဆိုလို့အရေးကြီးတယ်เนาะဒါလေးကဒိုးရှိဆိုတဲ့ကရိယာလေးတွေကိုနှစ်ပိုင်းခွဲလိုက်တဲ့အခါမှာဆိုရင်ဂျီဒိုးရှိရယ်တာဒိုးရှိရယ်ဆိုပြီးတော့ဖြစ်သွားပါတယ်အဲ့တော့ဂျီဒိုးရှိဆိုတဲ့အဓိပ္ပာယ်ကတော့ဖြစ်ချင်းမြကရိယာပေါ့เนาะသူတို့ကြည့်လိုက်တဲ့အခါမှာဒီအကြောင်းအရာဝတ္ထုတွေကဖြစ်ပျက်ပြီးသားအခြေအနေဟိုတကားကပွင့်နေတယ်ကြည့်တဲ့အခါမှာတကားကပွင့်နေတယ်အဲ့လိုမျိုးဖြစ်ပြီးသားအခြေအနေလို့ပြောခြင်းဆိုတော့ဂျီဒိုးရှိဆိုတဲ့ဒီဖြစ်ချင်းမြကရိယာနဲ့သုံးပြီးတော့ကိုကလှုပ်ဆောင်နေတယ်ပေါ့နော်။ဟိုမှာ TV ကိုကြည့်တယ်ထမင်းကိုစားတယ်အဲ့လိုမျိုးလှုပ်ဆောင်တဲ့ဆိုရင်ကြတော့တာရိုရှိကရိယာပေါ့နော်။ပြုလုပ်လှုပ်ဆောင်ခြင်းကိုပြောတာဖြစ်ပါတယ်။ဆိုတော့ဒီမှာထပ်တွေ့ရမှာက batte imas ဆိုတဲ့နော်ဆိုလုံးနေတယ်ဆိုတဲ့ဟာလေးအဲ့ဒါကတာရိုရှိကတော့သူတို့သိပြီးသားပါ
ဆိုတော့ဒီထဲထဲပြီးကိုမီတေအီမတ် TV ကိုကြည့်နေပါတယ်နီယွန်ကိုဘန်ကျိုရှိတေအီမတ်ဂျပန်စာကိုလေ့လာနေပါတယ်အဲ့ဒါကတာရိုရှိကဆိုတော့ N5 မှာတွေကသင်ခဲ့ရတယ်အခုဆိုတော့ထပ်လေ့လာမှာတော့ဂျီရိုရှိပေါ့နော်ဂျီရိုရှိဆိုတဲ့ဟာလေးကိုကြည့်မယ်အဲ့တော့ဂျီရိုရှိကကြတော့အရှိမဒီ noun က noun ဝဆိုပြီးတော့သုံးတယ်တာရိုရှိတော့မှကြာဆိုတော့ဘာနဲ့သုံးလဲ O နဲ့သုံးတယ်ဟုတ်ပြီနော်နီဟွန်ကို O ဘန်ကျိုရှိတေအီမတ်ကိုဟန် O ထားပဲတေအီမတ်အဲ့ဒါဆိုရင် O နဲ့တွဲထားရင်တာရိုရှိအခုဂျီရိုရှိကကြတော့ O နဲ့မဟုတ်တော့ဘဲနဲ့ဂါဖြစ်ခြင်းဖြစ်မယ်ဝါဖြစ်ခြင်းဖြစ်မယ်ပေါ့နော်အချင်းတွေပေါ်မူတည်ပြီးတော့ပြောင်းမယ်များသောအားဖြင့်ကတော့သူကဂါလိုက်တယ်ပြောချင်တဲ့ပေါ်မူတည်ပြီးတော့ပြောင်းနိုင်တယ်နော်ဝါတွေကတော့ဝါဆိုတာကအနောက်ကအခြေအနေကိုအထူးပြုတဲ့အခါမှာသုံးပြီးတော့ဂါဆိုတာကရှေ့ရအခြေအနေကိုအထူးပြုတဲ့အခါမှာသုံးပါမယ်နော်အဲ့တော့ဘယ်လိုအခြေအနေမှာသုံးလဲဆိုတာဟုတ်ပြီဆိုတော့ဒီမှာကြည့်မယ်ဆိုရင်ဒီဟွန်ဂါနဲ့သူပေးထားတယ်ပါတီကယ်ကလေးနော်ဟွန်ဂါဟိုက်တဲအီမတ်ဆိုလို့ရှိရင်ဒါကထည့်ထားတယ်ဘာကိုထည့်ထားလဲဆိုတော့အရှိကဒီစာအုပ်ကိုထည့်ထားတယ်လို့ပြောချင်တာနော်အဲ့တော့နာနီယိုဟိုက်တဲအီမတ်ကမေကွန်းဆိုလဲကြည့်လိုက်လေနာနီအိုနော်sorry ဘာကိုထည့်ထားလဲပေါ့နော်နာနီကဟိုက်တဲအီမတ်ကဘာကိုထည့်ထားလဲအဲ့မှာဆိုလို့ရှိရင်ဟွန်ဂါဟိုက်တဲအီမတ်စောက်တွေကိုထည့်ထားပါတယ်အဲ့တော့ရှေ့ဟာကိုပြောချင်တော့ဂါနောက်တစ်ခုကကြတော့ဟွန်းရဲ့နောက်ကဝါဖြစ်သွားတယ်အဲ့တော့ဝါကကြတော့ဘယ်လိုချင်းတွေသုံးတာလဲအနောက်ကချင်းတွေကိုပြောတာနော်အဲ့တော့ဒီဝါတာရှိနောဟွန်ဝါခါဘန်နီဟိုက်တဲ့အီမကျွန်တော်ရဲ့စာအုပ်ကတော့အိတ်ထဲမှာထည့်ထားတယ်ဒါဆိုရင်မေးခွန်းမေးရင်လည်းသူကကွာနင့်စာအုပ်ကဘယ်မှာလဲဘယ်မှာထည့်ထားလဲဆိုသူမေးချင်တာပါလေအနောက်ကဘယ်မှာထည့်ထားလဲဆိုတဲ့ဟာကိုမေးချင်တာလေဒါဆိုရင်အနောက်ကချင်းတွေဖြစ်တော့ဝါဟိုကကြတော့ဘာထည့်ထားလဲဘာဆိုတဲ့ရှေ့ဟာကိုမေးချင်တော့သူတို့ဒီရှေ့ဟာနောင်းကိုမေးချင်တော့ဟွန်ဂါဆိုပြီးတော့သုံးရတာလေးပါနော်โอเคအဲ့ဆိုရင်ဝါနဲ့ကလေးကိုလည်း꿰မယ်လို့ထင်ပါတယ်နော်နောက်တစ်ခုကကြတော့သူတို့ဒီတာရိုရှိဆိုတဲ့ဟာလေးကိုမသိမှဆိုလို့ထပ်ပြီးတော့ပြောပြပေးထားတာပါเนาะတာရိုရှိကတော့ဆို N5 ထဲကစပြီးသင်ခဲ့ရပါတယ်ဟွန်းကိုအီရဲတဲ့အီမဆိုရင်စောက်ကိုထည့်နေတယ်ခါတယ်ဝါဟွန်းကိုအီရဲတဲ့အီမသူစောက်ကိုထည့်နေတယ်ဒါကြောင့်လှုပ်ဆောင်နေတဲ့အခြေအနေကိုပြောတာဟိုကကျတော့လှုပ်ဆောင်ပြီးသွားပြီဖြစ်ပြီးသွားပြီဆိုရင်ဂျီရိုရှိနဲ့သုံးမယ်เนาะနောက် grammar လေးကကြတော့ဆိုတော့ birthday ရှိမိုင်မာဘတ်တဲရှိမိုင်မတ်တာဆိုတဲ့ဟာလေးဖြစ်ပါတယ်အဲ့တော့ဘတ်တဲရှိမိုင်မတ်လို့ပြောလိုက်ပြီဆိုရင်သူ့မှာအကြောင်းအရာနှစ်မျိုးမှာသုံးပါတယ်သူကပြီးစီးမှုတွေမှာလည်းသုံးတယ်နောက်တစ်ခါကျတော့တစ်ခုခုဖြစ်သွားတဲ့အတွက်လှုပ်လိုက်မိတဲ့အတွက်စိတ်မကောင်းဖြစ်တဲ့ခံစားချက်အခြေအနေမှာလည်းသုံးတယ်မင်းနော်ဘတ်တဲရှိမိုင်မလို့မြင်လှုပ်ဆောင်မှုပြီးစီးကြောင်းကိုပြောချင်တာလားဒါမှမဟုတ်တစ်ခုခုဖြစ်သွားလို့စိတ်မကောင်းဖြစ်တဲ့အခြေအနေလားပေါ့နော်အဲ့တော့ဘာသာပြန်ရင်တော့ဆိုတော့ခင်နော်အဲ့တော့ဒီမှာဆိုလို့ရှိရင်သူကပြီးစီးမှုဆိုရင်ဆိုတော့ပြီးအောင်လုပ်မယ်တို့ပြီးသွားပြီတို့အဲ့လိုဘာသာပြန်ရမယ်တကယ်လို့စိတ်မကောင်းဖြစ်မှုဆိုရင်ကျတော့ဆိုတော့ဒါဘာကိုလှုပ်လိုက်မိတယ်ဆိုတဲ့ခံစားချက်မျိုးလေးနဲ့သုံးပါပေါ့နော်အဲ့တော့သူ့ရဲ့ဥမာဝါကြလေးကိုကြည့်မယ်ဆိုလို့ရှိရင်ဒီရှူဂူဒိုင်ဝါကွန်ဘန်ခိုင်တဲရှိမိုင်မတ်ရှိမိုင်းမတ်ဆိုတဲ့ဟာလေးနဲ့သုံးထားရင်ကြတော့ तू ကဒါပြီးအောင်လုပ်မယ်ပေါ့ကွယ်မပြီးသေးဘူးเนาะအိမ်စာကိုတော့ဒီညာပြီးအောင်လုပ်မယ်ဆိုတဲ့ဒါပြီးစီးမှုအခြေအနေနဲ့သုံးတာဖြစ်ပြီးတော့ရှုကူတိုင်းကအိမ်စာကတော့ခိုင်တဲ့ရှိမိုင်းမတ်တာရေးပြီးသွားပါပြီတကယ်လို့မရှိတာနဲ့တွေ့ရင်တော့ဒါပြီးစီးသွားပါပြီပေါ့ဘောကတော့မပြီးသေးဘူးပြီးအောင်လုပ်မယ်ဒါကတော့ပြီးသွားတာဒါပြီးစီးမှုအခြေအနေနဲ့သုံးတဲ့ဟာနောက်တစ်ခုကကြတော့ဆိုတော့ဒီလုံလိုက်မိတယ်ဆိုတဲ့အခြေအနေမျိုးပေါ့เนาะစိတ်မကောင်းဖြစ်မှုပါဒီရှုကူတိုင်းတော့ဟွန်းကိုဝါဆူရဲတဲ့ရှိမိုင်းမတ်တာဒါဆိုရင်အိမ်စာဆောက်ကိုမေးခဲ့တယ်အဲ့တော့စိတ်မကောင်းဖြစ်မှုဆိုတာကလှုပ်လိုက်မိလို့စိတ်မကောင်းဖြစ်တာတွေဖြစ်တဲ့အတွက်ကြောင့်မလို့သူကအမြဲတမ်းအတိတ်နဲ့ပဲသုံးပေးရပါမယ်ဟုတ်တယ်နော်တခုခုကိုလှုပ်လိုက်မိတယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်တဲ့တာဒါလှုပ်လိုက်မိတယ်သွားလိုက်မိတယ်စားလိုက်မိတယ်အဲဒီလိုပုံစံမျိုးတွေနဲ့သုံးတာပါရမယ်နော်အဲ့တော့ဘတ်သက်ရှိမိုင်းမတ်တာမှာလည်းသုံး2မျိုးရှိမယ်နောက်တစ်ခုကတော့သူတို့ဒီဒိုးရှိကရိယာတွေမှာတာရိုရှိနဲ့ဂျီရိုရှိနှစ်ခုကိုကွဲနေအောင်ကြက်ထားပေးရပါမယ်ပေါ့နော်ဒါကတော့အကုန်လုံးတော့မဟုတ်ဘူးပေါ့နော်ဒါဆို M4 level လောက်မှာတည်တင်တဲ့ဒါတာရိုရှိဂျီရိုရှိနှစ်ခုကိုခွဲပေးထားတာဖြစ်ပါတယ်ဒါလေးတွေကိုမှတ်နိုင်နေဆိုရင်တော့ဒါနည်းနည်းအဆင်ပြေမယ်ပေါ့နော်
ဟုတ်ပြီအဲ့တော့တာတို့ရှိဆိုတာကအရှိရပါတီကဲအိုနဲ့သုံးမယ်ဂျီတို့ရှိဆိုရင်တော့ဝါတွေခါတွေအစင်ပြေရပေါ့နော်အစင်ပြေရဆိုတာဟိုစီလျော်ရပေါ့အရှိရချင်းတွေပေါ့မူတည်ပြီးတော့နော်စီလျော်ရကိုသုံးရပါမယ်ဟုတ်ပြီအဲ့တော့ဆိုကြည့်မယ်ဆိုလို့ရှိရင်ဒီမှာနော်အာခဲမဆိုဖွင့်တဲ့ဒီမှာဒိုအာအာခဲမပေါ့နော်ဒါအိုနေနဲ့သုံးတာဒါကတော့ M5 ထဲကလေးလာပြီးသားတိပြီးသားဒါကတော့အခု M4 မှာဆိုလို့တွေ့ရတာပေါ့နော်အဲ့တော့ဒီမှာဆိုရင်သူတို့ကဖွင့်လိုက်တယ်ဆိုတဲ့လှုပ်ဆောင်မှုကိုလုပ်လိုက်တယ်မှာတကားကြီးကပွင့်သွားတယ်ပေါ့နော်ဒိုအာကဒါအာခီမတ်နော်အာခီမပွင့်နေတယ်ဆိုရင်တဲ့ဖောင်ထပ်ပြောင်း I the imas ဆိုပြီးတော့ဖြစ်သွားမှာနော်တော့ရှီမဲမကပိတ်လိုက်လို့ရှီမာဒီမကပိတ်နေတယ်ပေါ့နော်ပိတ်သွားတယ်ပေါ့စုခဲမဆိုလဲလျှက်စစ်တွေပါဖွင့်လိုက်လို့စုခိမဆိုရင်ဒါလျှက်စစ်ကပွင့်နေတယ်ခဲရှိမဒါလျှက်စစ်ပိတ်လိုက်မယ်ခီယမလျှက်စစ်ကပိတ်သွားမယ်တိုမဲမကားဒီပါတွေရက်လိုက်လို့ထိုမာဒီမကရက်တက်နေတယ်ဤထဲမှာထည့်လိုက်လို့ဟိုင်ဒီမှာထည့်ထားတယ်ခါခဲမတော်ဒီပါခတ်မယ်ခါခါဒီမှာဆိုရင်ခတ်ထားပြီးသွားပြီဟာဂျီမဲမစကြမယ်ဆိုပြီးတော့နော်ဟာဂျီမဲမရှော့လို့ပါတယ်လေအဲ့ဒါစလိုက်တာအခါကျရင်ဟိုစနေတယ်ဟိုမှာဆရာစာတင်နေပြီစနေပြီအဲ့လိုမျိုးဆိုရင်ကြောင့်ဟာဂျီမာဒီမတ်စ်ပေါ့နော်နောက်ဒါရှိမကကိုကထုတ်လိုက်လို့ဒေမကကြတော့ထွက်သွားတာဥဒီမဆိုရောင်းလိုက်တယ်ဥထဲမှာဆိုရင်ရောင်းကုန်သွားတယ်ရောင်းရတယ်ပေါ့ခိုးဝါရှိမဖြက်စီးလိုက်လို့ခိုးဝါထဲမှာကပျက်စီးသွားမယ်ဥကောခရှိမရွေအောင်လုပ်လိုက်လို့ဥကောခိမရွေသွားမယ်အိုဒီမချိုးလိုက်တော့အိုရဲမကျိုးသွားတယ်အာမရှိမခြံလိုက်မယ်အာမာရီမကြံသွားမယ်ဟာနာရှိမခွဲခွာလိုက်လို့ဟာနာရဲမကွဲကွာသွားမယ်မီဆုခဲမရှာဖွေလိုက်တဲ့အခါမှာမီဆုခါရီမရှာတွေ့သွားတယ်เนาะအဲ့တော့ရှေ့ရလှုပ်ဆောင်မှုအနောက်ကဖြစ်ပြက်မှုဖြစ်ပါတယ်โอเคအဲ့ဒါကအခန်း29အခုအခန်း30ကိုဆက်ပြီးကြည့်အောင်အခန်း30မှာဆိုရင်เนาะဘတ်တဲအာရီမတ်လှုပ်ထားတယ်ဆိုတဲ့ဟာဖြစ်ပါတယ်အဲ့တော့သူကလည်းကြည့်လိုက်တဲ့အခါမှာငကိုတွေကဖြစ်နေတဲ့အခြေအနေတွေကိုသုံးတာပါအဲ့တော့ဒီဘတ်တဲအာရီမရဲ့အရှိမလိုက်မဲ့ကရိယာတွေကတော့တာရိုးရှိတွေပဲလိုက်ပါတယ်ဆိုကရိယာနှစ်ခုရှိရနော်ဂျီရိုးရှိနဲ့တာရိုးရှိနှစ်ခုရှိတဲ့အထက်ကမှဒီဘတ်တဲအာရီမကတော့အရှိမတာရိုးရှိတွေနဲ့ပဲလိုက်ပါတယ်အဲ့တော့သူကနောင်ဆိုလို့ရှိရင်နောင်ကအရှိမရှိမယ်ဆိုရင်အဲ့ဒီနောင်ကနေရာရဲ့နောက်ကနီးထိုင်မယ်အဲ့ဒီနေရာမှာအဲ့ဒီခြေနေဖြစ်နေတယ်ဆိုတဲ့အဓိပ္ပာယ်เนาะဘတ်တဲအာရီမနဲ့တွဲမယ်အဲ့တော့ဥမာကြည့်မယ်ဆိုရင်ကွာဒီနောင်ရှာရှင်းဝဓပုံကြီးကနေရာကဒီဟီကီတာရှိနီအန်ဆယ်တွေမှာထားပါတယ်အိုဟီတဲအာရီမတ်စ်နော်ဓပုံအန်ဆယ်တွေမှာထားတယ်ကြည့်လိုက်တဲ့အခါမှာဓပုံကအန်ဆယ်တွေမှာထားကြအောင်တကယ်လို့နေရာကအရှိရောက်သွားမယ်ဆိုရင်နေရာကတော့မပြောင်းလဲဘူးကွာနေရာရဲ့နောက်ကတော့หนีပဲနော်ဟီကီတာရှိနီအဲ့ဒီနောင်ကအနောက်ရောက်သွားတဲ့အခါမှာကျတော့ဂါဖြစ်သွားတယ်အဲ့ဒါလေးတခုတော့သတိပြန်ထားပေးမယ်နော်။နောင်ကအရှိမရှိရင်တော့ဝါနဲ့သုံးမယ်ဆိုတော့အနောက်ကအခြေအနေကိုတော့ပြောချင်တာလေ။အန်ဆယ်တဲမှာထားကြအောင်ပြောချင်တာ။ဒီတစ်ခေါက်ကျတော့ဒီဓာတ်ပုံကိုဆိုတဲ့ရှေ့ရအခြေအနေကိုပြောချင်တာဖြစ်သွားတယ်ပေါ့နော်။ဒါကြောင့်မလို့ဂါဖြစ်သွားတယ်။ဟီကီတာရှိနီရှာရှင်ကအိုီတဲအာရီမတ်စ်အန်ဆယ်တဲမှာဘာကြီးလဲဒီဓာတ်ပုံကြီးကိုထားတယ်။ဓာတ်ပုံကိုအဓိကပြောချင်တာဒီကောင်ကကြတော့နော်။ဆိုတော့ပါတီကယ်ကအဲ့ဒီမှာဝါတို့ဂါတို့ပြောင်းသွားမယ်။နောက်တစ်ခုကဘတ်တဲအိုခီမဆိုတဲ့ဟာလေးပေါ့နော်အဲ့တော့အရှိရဘတ်ကလည်းဒီမှာတာရိုးရှိပဲဖြစ်ရပါမယ်ဂျီရိုးရှိမဟုတ်ဘူးနော်တာရိုးရှိပဲဖြစ်ရမယ်အဲ့တော့ဘတ်တဲအိုခီမဆိုရင်အိုခီမကထားတယ်ဆိုတဲ့ဟာလေးအဲ့တော့အိုခီမဆိုတော့ဒီအနာဂတ်အတွက်ဆိုလို့ပြင်ဆင်ထားမယ်လို့ပြောတဲ့အခြေအနေမျိုးဖြစ်သွားပါတယ်အဲ့တော့သူကလည်းအရှိမနောင်အိုတို့နောင်ဝတို့ဆိုပြီးတော့အခြေဒီပေါ်မူတည်ပြီးတော့ပြောင်းလဲနိုင်ပါတယ်ပေါ့နော်အဲ့တော့များသောအားဖြင့်ကတော့သူကအိုနဲ့သုံးတယ်ဒါမဲ့လည်းပြောချင်တဲ့အကြောင်းအရာပေါ်မူတည်ပြီးတော့ထပ်ပြီးတော့ဝါလည်းဖြစ်ချင်းဖြစ်မယ်ပေါ့နော်အဲ့တော့နီဟွန်ရဲ့အီကူမာရဲ့နိအဲ့တော့ဂျပန်ကိုမသွားခင်ဒါကြိုတင်ပြီးတော့လုပ်တဲ့အခြေအနေပေါ့နော်နီဟွန်ရဲ့အီကူမာရဲ့နိဂျပန်ကိုမသွားခင်နီဟွန်ကိုဘန်ကျိုရှ်တဲ့အိုခီမာဆိုရင်ဂျပန်စာကိုလေ့လာထားမယ်ဒါကြိုတင်လုပ်ထားမယ်အနာဂတ်အတွက်ပြင်ဆင်တာပေါ့နောက်အိုက်စတာဝရှီကန်ဒက်စ်ခါရာမနေ့ပြန်ဆောင်ပွဲဖြစ်တယ်ဒါကြောင့်မလို့နီယွန်ကိုဝဂျပန်ဘာသာကိုတော့เนาะဂျပန်စာကိုတော့ခွန်ဘန်ဘန်ကျိုရှ်တဲ့အိုခီမတ်စ်ဒီညာလေ့လာထားပါမယ်ပဲเนาะအဲ့တော့ဒါအနာဂတ်အတွက်ကြိုတင်ပြင်ဆင်မယ်ဆိုရင်ဘတ်တဲ့အိုခီမတ်ဆိုတာလေးနဲ့သုံးလို့ရပါတယ်နောက်တစ်ခုကတော့မာဒါဘတ်တဲ့အီမမာဒါဆိုတာဒါအခုချိန်ထိဖြစ်နေတုံးเนาะအနောက်ကကရိယာဖြစ်နေတုံးပဲဒါကြီးကလုံးလို့မပြီးစည်းသေးပါဘူးလို့ပြောခြင်းသုံးလို့ရပါတယ်ဥမာမာဒါအမေကဖူတေအီမတ်
雨が降っていますဆိုရင်မိုးရွာနေတယ်ပေါ့အဲ့ဒါကိုရှေ့ကမားတာလေးထည့်ကြည့်လိုက်တော့မိုးကအရင်ဆောနာကလည်းရွာတယ်အခုချိန်ကြီးလည်းရွာနေတော့မယ်မတိတ်ဘူးဆိုတဲ့အခြေအနေဖြစ်သွားတာပေါ့နော်မတိတ်သေးဘူးပေါ့အဲ့တော့မာတာ雨が降っていますနောက်တာပဲတဲ့ email ဆိုရင်စားနေတယ်ကိုမာတာထည့်လိုက်တော့မာတာတာပဲတဲ့ email ဆိုတော့ဒါအခုထိစားနေတုံးပဲဆောနာစားတာအခုချိန်ကြီးမပြီးသေးဘူးအခုထိကိုစားနေတုံးဒီလိုလေးဖြစ်သွားမယ်နော်ကဲဒါဆိုရင်နောက်တစ်ခုထပ်ပြီးတော့ဒီဘက်လေးကိုထပ်ကြည့်ရအောင်ဒီဘက်မှာစတို့ဘတ်တဲ့ email တယ်ဘတ်တဲ့အာရီမရေဘတ်တဲ့ okay မရေ၃မျိုးတောင်ရှိတယ်အဲ့တော့ဘတ်တဲ့ email ကနေတယ်ဆိုတဲ့ဟာနော်အဲ့ဆိုစောနာတင်လိုက်တယ်နော်ဘတ်တဲ့ email ဆိုမှလုံနေတယ်လုံလေးရှိတယ်အဲဒီလိုမျိုးလေးနော်လက်တလုံးလောက်တာတွေလက်ရှိလောက်တာတွေအဲ့ဒီမှာသုံးလို့ရတဲ့ဟာဘတ်တဲ့အာရီမတ်ကကြတော့ကြည့်လိုက်တဲ့အခါမှာလှုပ်ထားပြီးသားအခြေအနေနဲ့သုံးတယ်ဘတ်တဲ့ okay မကကြတော့အနာဂတ်အတွက်ပြင်ဆင်ထားမယ်လှုပ်ထားမယ်ဆိုတဲ့အခြေအနေနဲ့သုံးတယ်အဲ့တော့အဲ့ဒီ၃မျိုးကိုကိုယ်ရအောင်ထပ်ပြီးတော့မှတ်မယ်ဆိုရင်ဘတ်တဲ့ email လို့မြင်လိုက်ပြီဆိုရင်သူကတာရိုးရှိနေလဲသုံးတယ်ဂျီရိုးရှိနေလဲသုံးတယ်ဘတ်တဲ့ email ကတာရိုးရှိရကြဆိုတော့ N5 မှာသင်ခဲ့ရတဲ့အခြေအနေမျိုးမှတ်မိတယ်နော်ဒိုဝါကိုအာခဲတဲ့ email တကားကိုဖွင့်နေတယ်ဂေါဟန်ကိုထားပဲ့တဲ့ email ထမင်းကိုစားနေတယ်အဲဒီလိုမျိုးအဲ့ဒါတာရိုးရှိနေတွဲသုံးတဲ့ဟာနောက်ဂျီရိုးရှိနေလဲသုံးတယ်ဆိုတာကအခန်း26မှာဆိုလို့စသင်ခဲ့ရတယ်လေနော်ဒိုဝါကအာရီတဲ့ email ဆိုရင်တကားကပွင့်နေတယ်အဲ့ဒါဂျီရိုးရှိဆိုရင်ဒါပါတီကယ်လေးပြောင်းသွားတယ်နော်တကားပွင့်နေဆိုတာကြည့်လိုက်တဲ့အချိန်မှာတကားပွင့်နေကြအဲလိုချင်းနေဘတ်တဲ့ email မြင်ဂျီရိုးရှိလည်းဖြစ်နိုင်တယ်တာရိုးရှိလည်းဖြစ်နိုင်တယ်နောက်တစ်ခုကတော့ဘတ်တဲ့အာရီမတ်ဘတ်တဲ့အာရီမတ်ကကြတော့အခုသင်လိုက်ရတယ်လေတာရိုးရှိပဲလိုက်မှာဖြစ်ပါတယ်နော်အဲ့တော့ဒိုဟာကအာခဲတဲ့ email တကားကိုဖွင့်ထားတယ်သူကတော့ချင်းနေပေါ်မူတည်ပြီးဝါတွေဂါတွေပြောင်းမယ်လို့ပြောထားတယ်နော်ဒါပေမဲ့ကရိယာကတော့တာရိုးရှိပဲဖြစ်ရမယ်ဒိုဟာကအာခဲတဲ့အာဒီမန်ကြည့်လိုက်တဲ့အချိန်မှာတကားကိုဖွင့်ထားတယ်နောက်ဘတ်တဲ့ okimas ကလည်းတာရိုးရှိပဲလိုက်မယ်အခုအခန်း30မှာသင်ရတယ်နော်တာရိုးရှိပဲလိုက်မယ်သူကလည်းချင်းနေပေါ်မူတည်ပြီးတော့ဒါဝါလည်းဖြစ်နိုင်တယ်အိုလည်းဖြစ်နိုင်တယ်ဒီမှာကတော့ဒိုဟာကိုအာခဲတဲ့ okimas ဆိုရင်ဒီတကားကြီးကိုဖွင့်ထားမယ်เนาะအနာဂတ်အတွက်ပြင်ဆင်ထားမယ်ဆိုတဲ့ဟာသူတို့ okimas ဆိုတာကထားတယ်ဆိုတဲ့ဒီ meaning လည်းရှိတယ်เนาะ okimas ဆိုတာထားတယ်အဲ့တော့အဲ့ဒီ okimas နဲ့တူတဲ့ဟာက tokimas ဆိုတဲ့ဟာလေးဖြစ်ပါတယ်ဒါလေးကိုလည်းမှတ်ထားပေးပါပေါ့เนาะနောက်ပိုင်းစကားပြောတွေမှာဆိုရင် okimas အစားသူက tokimas နဲ့လည်းသုံးတာတွေ့ရလိမ့်မယ်เนาะအဲ့တော့ okimas ဆိုတာက meaning ဆိုရင်ထားသည်ဖြစ်ပြီးတော့ grammar နဲ့ဆိုရင်အရှိရကရိယာပတ်တဲ့ okimas ဆိုရင်လှုပ်ထားတယ်ဆိုတဲ့အခြေအနေမျိုးလည်းသုံးပါတယ်เนาะခေကြတာဆိုရင်နောက်တစ်ခုအခန်း31ကိုထပ်ပြီးတော့ကြည့်အောင်အဲ့တော့အခန်း31မှာဆိုရင်ထပ်လေးလာမှာ eco care ဆိုတဲ့ဒါစိတ်ဆန္ဒတွေကိုဖော်ပြတယ်လောက်ကြစို့သွားကြစို့စားကြစို့ဆိုတဲ့ပုံစံလေးဖြစ်ပါတယ် F5 မှာဆိုရင်တော့ဆို marshal ပေါ့နော်ဒါပဲ marshal iki marshal ဆိုတဲ့ဟာလေးတွေပါအဲ့တော့အဲ့ဒီ eco care ကကြတော့ဘတ်တူကစကြည့်မယ် mask ကိုဖြုတ်ပြီးတော့ရောပေါင်းမယ်ဒါကြောင့်မဆိုတော့သူ့ရဲ့ form မှာတခါလေးကြလိုက်ရောကြစို့လို့သူကကြဆိုဆိုတဲ့ form เนาะရောကြဆိုတာပဲမှတ်မှာဆိုရင်ထားပဲရောစားကြဆိုတဲ့ခန္ဓာချက်ပေါ့เนาะခိမတ်ဆိုရင်ကြတော့ခိုးရောလာကြဆိုရှိမတ်ဆိုရင်တော့ရှီရောလောက်ကြဆိုနောင်ရှိမတ်မှန်သမျှနောင်ရှီရောဖြစ်သွားမယ်တော့ဘတ်ဝမ်းကိုသွားကြည့်တဲ့အခါမှာတော့ဘတ်ဝမ်းမှန်သမျှ line ပြောင်းလို့ပြောတယ်ဒီတစ်ခေါက်တော့သူ့ကို O line ကိုပြောင်းမယ်ဘာလို့ O line ပြောင်းတာလဲဆိုရင်သူတို့ရောကြဆိုတဲ့ form မှာရောဆိုတာပဲ line မှာရှိလဲ O line မှာရှိတယ်เนาะဒါကြောင့်မလို့ O line ကိုပြောင်းအနောက်ကဥဆိုတော့ဥထပ်ပေါင်းလို့မှတ်လိုက်เนาะဒါဆိုရင်ဘတ်ဝမ်းက O line ပြောင်းဥပါတော့ nomimas ဆိုတဲ့ဘတ်ဝမ်းကိုမိကို O line ပြောင်းတော့မိုးနောက်ကဥပေါင်းတော့ဒါအတန်ရှည်ဆွဲသွားတာပေါ့ nomo ဆိုတဲ့ဟာเนาะအဲ့တော့ nomo ဆိုရင်တောက်ကြဆိုတဲ့ဟာလေးဖြစ်သွားပါမယ်ဟုတ်ပြီเนาะအဲ့တော့ eco care လေးကိုကြည်ကြည်ညံပြောင်းတက်ရမယ်ရရမယ်အဲ့တော့မှ eco care ရပြီဆိုတော့မှသူနဲ့သုံးမဲ့ grammar က to omote ima ဆိုတဲ့ grammar လေးဖြစ်ပါတယ်ဒီ grammar ကိုဘယ်တော့မှတွေ့ခဲ့ရလဲဆိုရင် N5 မှာတော့က to omo ima ဆိုပြီးတော့သင်ခဲ့ရတယ်သူတို့ကတော့အရှိက plain form နဲ့လိုက်တယ် plain form ဆိုတာအခန်း20မှာပါတဲ့ဟာပါနော်အဲ့တော့ to omoima ဆိုတာကလို့ထင်တယ်ဆိုပြီးတော့လေကိုယ့်ရဲ့အထင်တွေကိုပြောတဲ့အခါမှာသုံးတာဥမာခါရေဝနီချီယောဘီဘန်ကျိုဆူရူတိုအိုမိုအီမတ်သူကတနင်္ဂနွေနေ့မှာစာလုံးမယ်လို့ထင်ပါတယ်
ဒါကိုယ့်ရဲ့အထင်ကိုပြောရင်と思いますအခုကြတော့အဲ့ဒီと思いますကိုတဲဖောင်ထပ်ပြောင်းと思っていますဆိုတဲ့ဟာလေးဖြစ်သွားတယ်と思っていますဖြစ်ရင်အရှိမလိုက်မဲ့ဖောင်က equal ခဲရောကြစို့ဆိုတဲ့ equal ခဲဖြစ်သွားတယ်မတူးနော်ဖောင်မတူတော့ဘူးနော်အဲ့တော့မြန်မာလိုပြန်ရင်လဲသူကတွေးထားတယ်ဆိုတဲ့အခြေအနေမျိုးဒါကြတော့ကိုယ့်အတွက်ကိုပြောတာစားလို့မလို့တွေးထားတယ်အပြင်သွားမယ်လို့တွေးထားတယ်ဆိုပြီးတော့ကိုယ့်အတွက်ကိုပြောတာဟိုကကြတော့ကိုယ့်ရဲ့အထင်နေသူများကိုထင်တာပေါ့နော်तूကတော့လာမယ်လို့ထင်တယ် तूကတော့မလာဘူးလို့ထင်တယ်အဲ့လိုမျိုးသူ့အမွေးမကအထင်နော်ဒီကကြတော့ကိုယ့်ရဲ့ဒါအတွေးကိုလုံမယ်ဆိုရည်ရွယ်ထားတဲ့အရာတွေပေါ့ဆိုတော့ဒီမှာ日曜日勉強しようと思っていますတနင်္ဂနွေနေ့မှာစားလုံးမယ်လို့တွေးထားတယ်ဒီလိုဖြစ်သွားမယ်ရမယ်နော်အဲ့တော့と思っていますနဲ့と思いますဒီလုံးဝကွဲပါတယ်အရှိကလိုက်တဲ့ form တွေလည်းကွဲပါတယ်နောက်တစ်ခုကတော့မာတာဘတ်တေးမာဆန်ဆောနာတော့ဆိုတင်လိုက်တာမာတာဘတ်တေးမာဆန်နော်ဥမာမာတာသာဘတ်တေးမာဆိုရင်အခုဒီစားနေတုံးဆိုတဲ့တန်လိုင်းကိုပြောတာအခုအနောက်ကမာဆန်ဖြစ်သွားခဲ့ရင်ကြတော့အခုထိကိုမလောက်ရသေးဘူးဆိုတော့မဆရသေးတဲ့အခြေအနေဖြစ်သွားတယ်နော်ဆောနာဟာကြတော့လုံနေတုံတန်လန်ဒါကတော့လုံးဝမလောက်ရသေးတဲ့အခြေအနေဥမာမာတာသာဘဲတဲ့ဤမဆန်းဆိုရင်အခုထိမစားရသေးပါဘူးမာတာသာဘဲတဲ့ဤမဆိုရင်တော့အခုထိစားနေတုံအဲ့နှစ်ခုကိုလည်း꿰ရမယ်နော်နောက်တစ်ခုက smori das smori ဆိုတာရည်ရွယ်တာအဲ့တော့ဒီ smori that ရည်ရွယ်တယ်ဆိုတဲ့ grammar လေးဆက်မယ်ဆိုရင်ရည်ရွယ်တယ်ဆိုတာကလှုပ်ဖို့ရည်ရွယ်တာရှိနိုင်တယ်မလှုပ်ဖို့ရည်ရွယ်တာရှိနိုင်တယ်ဟုတ်ပြီနော်နောက်ပြီးတော့ရည်ရွယ်တယ်ဆိုတာကအနာဂတ်အတွက်ပဲသုံးတာလေဒါကြောင့်မလို့သူ့ရဲ့ရှေ့မှာဆိုအတိတ် form နေနဲ့မသုံးဘူးလှုပ်ဖို့ရည်ရွယ်တယ်ဆိုရင် dictionary form နော် root form နဲ့ရည်ရွယ်မယ်မလှုပ်ဘူးဆိုရင် ban 9နဲ့ရည်ရွယ်မယ်အဲ့ဒီမှာမရှိတာတို့နော်မဆန်တေးတာတို့နဲ့အတိတ်တွေနဲ့မသုံးဘူးနော်လှုပ်ဖို့မလှုပ်ဖို့ရည်ရွယ်တယ်မှာခါတဲ့တိုခက်ကွန်ဆူရူစမိုရီဒက်သူနဲ့လက်ထပ်ဖို့ရည်ရွယ်ထားတယ်ခါတဲ့တိုခက်ကွန်ရှိနိုင်စမိုရီဒက်သူနဲ့လက်မထပ်ဖို့ရည်ရွယ်ထားတယ်ဒီလိုချင်းနေပဲရှိမယ်နော်နောက်တစ်ခုကယော်ဒိတ်ရကြတော့အစီစဉ်တာကြတော့ပို့ပြီးတော့တိကြတယ်နော်ရည်ရွယ်တာတို့တွေးတာတို့ထက်ပို့ပြီးတော့တိကြတယ်ဆိုတော့တွေးတယ်ဆိုရင်ဒါအတွေးလေးပဲရှိသေးတယ်နော်သူ့အမိုတက်အိမ်မှာဆိုရင်ဒါကိုကတွေးထားတော့ပဲရှိသေးတယ်လှုပ်ဖြစ်မလှုပ်ဖြစ်မသေးကြဘူးနောက်စမိုရီရည်ရွယ်တယ်ဆိုရင်လည်းဒါကနည်းနည်းလေးတွေးတာထက်တော့နည်းနည်းမြင့်သွားပြီရည်ရွယ်တဲ့အဆင့်တော့ရောက်ပြီဒါပေမဲ့လည်းဒါလှုပ်ဖြစ်မလှုပ်ဖြစ်ဆိုတာလုံးဝဟိုတိတ်အစီအစဉ်မကြသေးဘူးเนาะလုံးဝရော့သိမ်းဆိုတော့မှဒါစီစဉ်ပြီးသွားပြီဘာလုပ်မယ်လက်မှတ်တွေလည်းဝယ်ပြီးသွားပြီဘာလုပ်ပြီးသွားပြီဒါလုံးဝကိုစီစဉ်ထားပြီးသားအခြေအနေနဲ့တုံးတာအဲ့တော့ရော့သိမ်းရဲ့အရှိမကြတော့ဆိုကရိယာဆိုရင်လုတ်ဖို့စီစဉ်ထားတယ်ဆိုတော့ baru root form နဲ့သုံးမယ် noun ဆိုရင်တော့ not ခံမယ် noun တော့ရော့သိမ်းဆိုတော့ရော့သိမ်းဆိုတာကအစီအစဉ်ဆိုတဲ့ noun ရှိရလဲ noun တစ်ခုကြာဆိုတော့ not ခံမှာပေါ့ဟုတ်ပြီအဲ့တော့ဘယ်လိုအခြေအနေလဲဆိုဒီမှာကြည့်Hikoki wa kuji ni suku yodei desu လေရင်က9နိုင်မှာဆက်ရဖို့စီစဉ်ထားရတယ်ဒါလုံးဝသေးကြတယ်เนาะလေရင်ချိန်တွေတို့ဘာတို့ဒီလိုအစည်းအဝေးချိန်တွေတို့ဆိုရင်ဒါဒီချိန်မှာလုံမယ်ဆိုတာအတွေးတွေမရအောင်လေအစီအစဉ်တွေအဆင့်ဖြစ်သွားပြီเนาะနောက်ဒီမှာ kuji ni 9နိုင်မှာတော့ kaigi no yodei desu နောက်ဆိုတော့ not ခံလိုက်တာเนาะအစည်းအဝေးစီစဉ်ထားတယ်ပေါ့เนาะစီဝေးလုပ်ဖို့စီစဉ်ထားတယ်ဆိုတော့အတိတ်ပဲရမယ်เนาะအဲဆိုရင်ဒီဟာလေးလည်းနားလိမ့်မယ်လို့ထင်ပါတယ်။ကဲနောက်တစ်ခုဆိုတော့ဒါကြီးစံကျူနီလေးထပ်ကြည့်အောင်နော်အခန်း32အခန်း32ကတော့ဆိုတော့လောက်တာကောင်းတယ်မလောက်တာကောင်းတယ်လို့ပြောမယ်ဆိုရင်ဘတာဟိုဂါယီတဲ့ဘနိုင်ဟိုဂါယီတဲ့နဲ့သုံးမယ်နော်လောက်တာဆိုရင်တာဖောင်မလောက်တာဆိုရင်နိုင်ဖောင်ပါသူကတော့အကြံပေးတဲ့အခါမှာသုံးတဲ့ပုံစံမျိုးပေါ့ကွယ်ဥမာကုစရီယိုနွန်တာဟိုဂါယီတဲ့တာဖောင်လေးနဲ့သုံးလိုက်ရင်စေးတောက်တာကောင်းမယ်နော်お酒ကို飲まない方がいいですရမတော့တာကောင်းမယ်နော်ဆိုပြီးတော့ဒီနှစ်ခုကိုကြက်ထားရပြီနော်နောက်တစ်ခုကဒေရှောကကြတော့ဖြစ်လိမ့်မယ်ဆိုပြီးခံမှန်းတဲ့အခါမှာသုံးတာနော်အဲ့တော့ဥမာမိုးရွာလိမ့်မယ်ထီပေါက်လိမ့်မယ်ဒီလိုမျိုးပေါ့နော်တတိချခံမှန်းတဲ့အခါမှာသုံးတဲ့ပုံစံမျိုးဖြစ်ပါတယ်အဲ့တော့သူ့ရဲ့ရှေ့မှာကတော့ plain form နေလိုက်မယ်အဲ့တော့အခန်း20မှာသင်ခဲ့ရတဲ့ plain form ဖြစ်ပါတယ်ဒါပေမဲ့ချွင်းချက်ကတော့ na adjective မှာဒါမသုံးမဲနဲ့နားဖြုတ်ပြီးတော့ de short တန်းကတ်မယ်နောင်မှာလည်းဒါမကတ်ဖဲနဲ့နောင်အတိုင်းပဲတန်းကတ်မယ်အဲ့ဒါချွင်းချက်ပဲနော် de short လို့တွေ့ရင် plain form လို့မှတ်လိုက်
plain form ဆိုတာဘာမှမသိရင်အခန်း20ပါအဲ့ဒီ plain form လို့ဆိုပေမဲ့နားတွေနောင်းတွေမှာဓာမကပ်ပဲနဲ့နားဖြုတ်တယ်လျှောနောင်းတယ်လျှောတန်းကပ်မှာဖြစ်ပါတယ်ဆိုတော့ ashtawa amega fura 9တယ်လျှောဒါဆိုရင်အငင်းဆိုရင်ကြတော့မဖြစ်လောက်ဘူးမဖြစ်ဘူးဆိုတဲ့အဓိပ္ပာယ်နဲ့သုံးတာပေါ့နော်မနှက်ပြန်တော့မိုးမရွာလောက်ဘူးမနှက်ပြန်မိုးမရွာပါဘူးဆိုပြီးတော့ခန့်မှန်းတာနောက်တစ်ခုကတော့ဆိုတော့ N5 မှာသင်ခဲ့ရတာကတဲရှိုးရဲ့နောက်မှာ question mark ပါခဲ့တဲ့ပုံစံမျိုးဆိုရင်သူကမဟုတ်လားဆိုပြီးတော့အတီးပြုမေးမြန်းတဲ့ပုံစံမျိုးလဲသုံးပါတယ်ကိုကရေးရေးရမသိတဲ့အတွက်ကြောင့်မလို့ဒါဟုတ်တယ်မှတ်လားဒါဟုတ်လားမနေ့ပြန်တနင်္ဂနွေမှတ်လားမနေ့ပြန်အလုပ်ပိတ်တယ်မှတ်လားကိုသိတော့သိတယ်ဒါမဲ့သိမသိကြရင်အဲ့လိုအတီးပြုတဲ့အခါမှာသုံးတဲ့ဒဲရှိုးလဲရှိတယ်နော်အဲ့တော့ဒဲရှိုးလို့မြင်ပြီဆိုရင်နှစ်ခုရှိပါတယ်ပထမတစ်ခုကဆိုတော့မဟုတ်လားလို့အတီးပြုတာလည်းဖြစ်နိုင်တယ်လို့ဒုတိယတစ်ခုဆိုဖြစ်လိမ့်မယ်နော်ဆိုပြီးတော့ခံမှန်းတဲ့ပုံစံမျိုးတွေမှာလည်းသုံးပါတယ်ဒါကတော့ပြန်နှွေးပေးတာပါနော်အာရှတာဝရှိခံကအာရုတေရှောဆိုရင်မနေ့ပြန်ဆမ်းမွေးရှိတယ်မဟုတ်လားဆိုပြီးတော့နော် question mark လေးနဲ့သူမေးတဲ့ပုံစံမျိုးအတီးပြုတဲ့ပုံစံမျိုးနောက်တစ်ခုကတော့ခါမိုရှိတဲ့မာဆန်ခါမိုရှိတဲ့မာဆန်ကကြတော့50-50ပဲကွာဖြစ်ချင်လည်းဖြစ်မယ်မဖြစ်ချင်လည်းမဖြစ်ဘူးဟိုကောင်ကတော့ဒေရှောလို့ပြောလိုက်ပြီးကြတော့မိုးလေဝသတွေကကြတော့မိုးရွာချင်းရွာမယ်ရွာချင်းမရွာဘူးအဲ့လိုမပြောဘူးလေနော်အဲ့တော့မိုးရွာပါမယ်ပေါ့ဘေးရင်ဆရာကလည်းသွားမေးရင်တော့နင်းအိမ်အောင်ကြကိန်းရှိတယ်နင်းဆောင်းမွေးကြကိန်းရှိတယ်အဲ့လိုမျိုးလေးပြောရလေဟုတ်တယ်မလားနော်သူကနည်းနည်းလေးတေချာပေါက်ရှိတဲ့ခမန်းချင်မျိုးပေါ့နော်ဒီကောင်ကကြတော့ဖြစ်ချင်လည်းဖြစ်မယ်မဖြစ်ချင်လည်းမဖြစ်ဘူးဆိုရင်ဒါခါမိုရှိတဲ့မာဆန်ဆိုတဲ့မြေရတဲ့အခြေအနေကိုခန့်မှန်းတာပါသူလည်း plain form နဲ့တွဲတာပဲနားဖြုတ်ခါမိုရှိတဲ့မာဆန်နောင်ခါမိုရှိတဲ့မာဆန်နော်စောနာအတိုင်းပဲဥမာခါရဲဝါအိုကိုရဲရုခါမိုရှိတဲ့မာဆန်ဆိုရင်သူနောက်ကျနေတာလားမသိဘူးပေါ့နော်ဆိုတော့ကိုလည်းတေချာတော့မသိဘူးလာမယ့်အချိန်တောင်ကြော်နေပြီးနောက်ကျနေတာလားမလာတော့ဘူးလားလာမလားအဲ့လိုမရေရတဲ့အခြေအနေမျိုးဆိုရင်ခါမိုရှိတဲ့မာဆန်နဲ့သုံးပါမယ်ခေကြနောက်အခန်း33လေးကိုထပ်ကြည့်ရအောင်ဒိုင်ဆန်ကျူဆန်ကမှာဆိုရင်ထက်လေးလာမှာကြတော့မဲတဲ့ခဲဖြစ်ပါတယ်အဲ့တော့သူကတော့အမိန်ပေးတဲ့ပုံစံပေါ့နော်အမိန်ပေးတဲ့နေရာမှာလည်းသုံးတယ်ဆိုတော့အားပေးတဲ့နေရာနော်ဒီအားကစားသမားတွေကိုပြေးထားဆိုတော့နော်အဲ့လိုမျိုးအားပေးတဲ့အခါမျိုးတွေမှာလည်းဒီဟာကိုသုံးလို့ရပါတယ်အဲ့တော့ဆိုတော့ဘတ်တဲ့ခုရာဆိုင်လောက်ပါဆိုတဲ့ပုံစံမျိုးပေါ့ကွယ်နားလည်အောင်ပြောရရင်ပေါ့နော်ဟုတ်ပြီအဲ့တော့ဘတ်တူလေးကနေစားကြည့်မယ်ဆိုရင်တော့သူက mask ကိုပြုတ် row ပေါင်းတာဖြစ်တဲ့ကြောင့်စိတ်က rosan ဆိုပြီးတော့ကြက်ထားလိုက်တယ်ဒါနော်လှုပ်ဆန်းလှုပ်ပါဆိုပြီးတော့အမိန်ပေးတာဥမာထားပဲမဆိုရင်ထားပဲတို့စားစမ်းစားပါဆိုတဲ့ဒီပဲအဲ့တော့ခီမက်ကတော့ခိုးကြီးဖြစ်သွားတယ်ပြောင်းလဲသွားတဲ့ဟာလေးတွေကတော့ star ပြပြီးကြက်ပါနော်ခိုးကြီးလာစမ်းလာပါခွေးလေးတွေပါလေးခေါ်တဲ့အခါခိုးကြီးဆိုပြီးခေါ်တာရှီရိုဆိုရင်လည်းဒါလှုပ်ဆန်းလှုပ်ပါဆိုတဲ့ပုံစံ now she must ကတော့ now ရှီရိုဖြစ်သွားမယ်ဘတ်1ကိုသွားကြည့်မယ်ဘတ်1နေ airline ကဘတ်1နေ e-line ကနေဒီတစ်ခေါက်တော့ airline ကိုပြောင်းပါမယ်เนาะ airline ကိုပြောင်းမယ်နောက်ပြီးတော့ဘာမှမပေါင်းပါဘူး airline လေးပဲပြောင်းထားမယ်เนาะဘာမှမပေါင်းဘူးအဲ့တော့ပေါင်းလိုက်ရင် master route ကိုပေါင်းလိုက်ရင်ကျတော့ဆိုခါနိုးခဲဖြစ်သွားလိုက်မယ်လုံနိုင်တယ်လုံတက်တယ်ဆိုရဲခါနိုးခဲဖြစ်သွားမယ်เนาะဟိုမှာ normal တို့ဆိုရင်တောက်နိုင်တယ်တောက်တက်တယ်ဖြစ်သွားမယ်ဒီမှာသူပြောချင်တာကတောက်ဆန်းဆိုတဲ့ဒိတ်ပဲဆိုရင် airline မှာနေရက်သွားပြီเนาะ normal ကနေ normal တောက်ဆန်း ekiman ကနေ ek သွားဆန်းဒီလိုပုံစံမျိုးတွေပါအဲ့တော့အဲ့မဲတဲ့ခဲရရင်ဒါကလောက်ပါဆိုတဲ့ပုံစံရရင်နောက်တစ်ခုမလောက်ပါနဲ့ဆိုတဲ့နိုင်တဲ့ခရာဆိုင်ဆိုတဲ့တစ်ခုကိုထပ်ကြည့်ရအောင်အဲ့တော့သူ့ကိုကြာဆိုခင်းရှိခဲလို့ခေါ်တယ်တားမြစ်တာပေါ့နော်မလုံနဲ့လို့တားမြစ်တာသူကလည်းဘာမှခက်ခဲတော့မဟုတ်ဘူးဘတ်1ဘတ်2ဘတ်3ဘာလာသူ့ကို dictionary form ပြောင်းလိုက်ပါနော်ပြောင်းလိုက်ပြီးလို့ရှိရင်ဆိုတော့အနောက်ကနလေးထည့်လိုက်တာနဲ့ဒါကအငင်းဖြစ်သွားတယ်မလုံနဲ့မလုံရဆိုတဲ့ပုံစံမျိုးပေါ့ဥပမာဆိုတော့ကွာနိုမှုဆိုရင်တောက်တီဆိုတဲ့ဟာလေးနော်နိုမီမတ်နိုမှုကတောက်တီဒါကိုနားထည့်လိုက်တော့နိုမှုနာကမတောက်ရဖြစ်သွားတယ်။မှာသာဘဲဒူစားတီဆိုတော့နားထည့်ရင်ဒါဘဲနာသာဘဲဒူနာမစားရ။ခီမတ်ကတော့ခူရူဖြစ်သွားမယ်နော်။ခီမတ်ခူရူလာတီဆိုတော့နားထည့်တော့ခူရူနာမလာရ။ရှီမတ်ဆူရူလောက်တီအဲ့ဒီမှာဆူရူနာဆိုတော့မလောက်ရ။နားနဲ့ပေါင်းတဲ့အခါမှာတော့အရှိက plain form dictionary form တော့ဖြစ်ရမယ်နော်။ dictionary form ဆိုတာက root ပြောင်းတာဖြစ်ပါတယ်။ root ဆိုတာကတော့ but 2မှာပဲပြောင်းတာပါနော် but 1တွေကတော့ဥလိုင်းတွေပြောင်းပါတယ်ဒါကြောင့်မလို့ဆိုတော့ဒီမှာနှုံမှုနာဆိုပြီးဖြစ်သွားတာနော် dictionary form ပြောင်းနေမသိရင်အခန်း16မှာပြန်ကြည့်ပါကဲဒါဆိုရင်ဒီဘက်ချမ်းလေးရဟာလေးကိုထပ်ကြည့်ရအောင်ဒီဘက်ချမ်းမှာကြတော့တို့ခိုင်တဲ့အာရီမတ်ခါခိမဆိုလို့ရှိရင်ရေးသည်ဆိုတဲ့ဟာလေးမှတ်မိတယ်နော်အဲ့ဒါကိုဆိုတော့
တဲအာဒီမဆိုပြီးတော့တင်ခဲ့တယ်လေအရှိကမှာနော်အဲ့ဒါနဲ့ပြန်ပေါင်းလိုက်တဲ့အခါမှာသူတို့ကြည့်လိုက်တဲ့အခါမှာလှုပ်ထားပြီးသားအခြေအနေလေတို့ခိုင်တဲ့အာဒီမဘာလို့ရေးထားတယ်တို့ကိုသူတို့လို့ဘာသာပြန်လိုက်နော်အဲ့ဒီခါမှာခွင်းစာခွင်းမိတ်လေးနဲ့သူကဖော်ပြလိုက်မယ်ပေါ့နော်အဲ့တော့အရှိမဘာလို့ရေးထားတယ်ဒီမှာဆိုရင်လေအာဆိုခိုနီဟိုနေရာမှာဒါဒီမှာသူရေးထားတဲ့ဟာလေးပေါ့နော်ခူရူမာကိုထိုမဲရူနာခူရူမာကိုကားကိုထိုမဲရူဆိုရင်ရက်တယ်နောက်ကနာလေးကတ်လိုက်တော့အငင်းပေါ့နော်ခူရူမာကိုထိုမဲရူနာဆိုတော့အဲ့ညမှာကားကိုမရဲရထုတ်ခိုင်တဲ့အဒီမှာလို့ရေးထားပါတယ်နောက်ထုတ်ယိုမီမဆိုရင်ကြတော့ဘာလို့ဖတ်တယ်အဲ့ကြတော့သူဖတ်တဲ့အတန်ကိုပြောချင်တာပေါ့နော်ဒီစလုံးကိုဘယ်လိုဖတ်ပါတယ်လဲဆိုလို့ရှိရင်ဘာလို့ဖတ်ပါတယ်ပေါ့အဲ့တော့ဖတ်နီးဆိုရင်တော့သူတို့ခန်းကြီးတွေကိုမေးတာပေါ့နော်အဲ့တော့အာနိုခန်းကြီးကနန်တိုယိုမီမတ်စ်ကဘယ်လိုဖတ်လဲလို့မေးရင်ပြန်ဖြေတဲ့အခါအာနိုခန်းကြီးကအဲ့ဒီခန်းကြီးကတော့အီရီကူဂျီတိုယိုမီမတ်အီရီကူဂျီလို့ဖတ်ပါတယ်ဆိုပြီးသူ့ရဲ့ခန်းကြီးရဲ့အတန်ထွက်ကိုပြောပြလိုက်တာပေါ့နော်ခန်းကြီးကအီရီကူဂျီလို့ဖတ်တယ်အီရီကူဂျီရဲ့အီမီဝါနန်ဒက်စ်ကအဓိပ္ပာယ်ကဘာလဲဆိုရင်တော့အီရီကူဂျီဆိုတာကဝင်ပေါက်ပေါ့ဒါကတော့အတန်ထွက်ကိုပဲပြောတော့အီရီကူဂျီအီမီအဓိပ္ပာယ်ဆိုရင်တော့ဝင်ပေါက်ဆိုတဲ့အဓိပ္ပာယ်ပါနော်သူပြောချင်တဲ့အကြောင်းအရာကိုသူကဒီလိုကွင်းလေးထဲမှာထည့်ပြီးတော့သုံးလို့ရတယ်နော်နောက်တစ်ခုကတော့ noun one ဝ noun two ထို you imidas အဓိပ္ပာယ်ကိုရှင်းပြတဲ့အခါမှာသုံးတာပါနော်အဲ့တော့အရှိရ noun ကတော့ဒီအနောက်က noun လို့ဆိုတဲ့အဓိပ္ပာယ်ပါတို့ဆိုတာလို့ imet you ဆိုတာဆိုတယ်ပြောတယ်လေ imidas ဆိုတာကအဓိပ္ပာယ်ဥမာဒီမှာရှိရ noun လေးကခင်းအန်းဆိုတဲ့ noun လေးအဲ့တော့ခင်းအန်းဆိုတာဘာကိုပြောရလဲဒိုယူမီဒက်စ်ကနော်ခင်းအန်းဝဒိုယူမီဒက်စ်ကလို့မေးရင်ခင်းအန်းဝသာဘာကိုဇူဝါရူနာထိုယူမီဒက်စ်ခင်းအန်းဆိုတာကတော့ဆက်လိပ်ကိုမတောက်ရလို့ဆိုတဲ့အဓိပ္ပာယ်ပါနော်ခင်းအန်းဆိုတာကဒါဆက်လိပ်မတောက်ရဆိုတာကိုအတိုချုပ်ပြောလိုက်တဲ့ပုံစံမျိုးပေါ့နော်စိုင်းဘုတ်တွေပါဒီမှာဒီလိုပုံစံလေးပါအဲ့ဒါအဓိပ္ပာယ်ရှင်းပြတဲ့အခါမှာသုံးတာနောက်တစ်ခုကတော့တိုအစ်တေအီမတ်စတာအတေးမတ်စတာကြပြောခဲ့တယ်ဆိုလို့ရှိရင်အဲ့တော့သူကတော့ဘာလို့ပြောခဲ့ပါတယ်ဆိုပြီးတော့သူပြောတဲ့အကြောင်းအရာတွေလိုက်မယ်သူပြောတဲ့အကြောင်းအရာတွေကိုတော့ plain form ပြောင်းပြီးတော့ though it the image star နဲ့သုံးမယ်ဥပမာဘသူကပြောတာလဲခါတယ်ဝသူကဘာပြောတာလဲအစတာခရုမနေ့ပြန်လာမယ် though it the image star လို့ပြောခဲ့ပါတယ်ဒါဆိုရင်ဘသူပြောရလဲသူဘာလို့ပြောရလဲမနေ့ပြန်လာမယ်လို့ပြောခဲ့တယ်အဲ့လိုမျိုးလေးတွေလည်းပြောလို့ရတယ်နော်နောက်တစ်ခုကကြတော့ကိုကပြောခိုင်းမှာတို့စတာရဲ့တေတတခေမဆန်းခါဘာလို့ပြောပေးပါလားဆိုပြီးတော့တဆင့်စကားတွေကိုပြန်ပြောခိုင်းတဲ့အခါမှာဆိုရင်ဒီဟာလေးနဲ့သုံးပါပါနော်စတာရဲ့တေတတခေမဆန်းခါမအစတာခုနိုင်မနေ့ပြန်မလာဘူးတို့စတာရဲ့တေတတခေမဆန်းခါလို့ပြောပေးပါလားဆိုပြီးတော့နော်ဒီ grammar လေးတွေကိုဆိုတော့ကြက်ရမယ်နော်တို့ style ရဲ့ data ခေမဆန်းခါလို့ပြောပြပါလားတို့ဒီမှာဆိုလဲတို့ it image star လို့ပြောခဲ့ပါတယ်အဲ့လို grammar လေးတွေ note လေးတွေကိုပါဇက်ထဲမှာဆွဲနေအောင်ကြက်ရပါမယ်ဆွဲနေပြီဆိုတော့မှဆိုတော့စကားတွေပြောလို့ရပြီလေနော်အဲ့တော့ကိုပြောချင်တဲ့စကားတွေကိုအဲ့ဒီ grammar လေးတွေနဲ့ဆက်ပြီးတော့ပြောရင်စကားပြောလဲရမယ်ပေါ့နော်ဟုတ်ပြီဒါဆိုရင်ဒီဗီဒီယိုမှာဆေးကအခန်းဒီ26ကနေပြီးတော့33ထိပေါ့နော်26ကနေ33ထိ grammar လေးတွေကိုအချင်းချုပ်လေးပေါ့နော်နှင်းရှင်းပေးလိုက်ပါတယ်တကယ်လို့ကိုကဆောင်းပွဲဖြေမဲ့သူဆိုလို့ရှိရင်လည်းအပိုင်း3ပိုင်းစေးလုပ်ပေးမယ်ပေါ့နော်26ကနေ33 34ကနေ41 42ကနေ50 3ပိုင်းခွဲပြီးလုပ်ပေးမယ်နောက်အရင်ရှည်သွားမှာဆိုလို့ပေါ့နော်ဆောင်းပွဲနည်းရင်ကြတော့ဒါလေးတွေကိုပဲထက်ခါနားထောင်ရင်းနဲ့ grammar လဲကြည်သွားမယ်စားလဲရသွားမယ်ပေါ့နော်အဲ့လိုမျိုးလေးဖြစ်အောင်တော့လုပ်ပေးပါမယ်အဲ့တော့အားလုံးလည်းဒီ channel တွေကို subscribe လေးလုပ်ထားပေးပါနောက်ထပ်ဗီဒီယိုအသစ်တွေလည်းအများကြီးတင်သွားပေးမှာဖြစ်တဲ့အတွက်ကြောင့်မလို့ဆက်လက်အားပေးကြပါဦးနော်ကဲဒါဆိုစတို့နောက်သင်ခန်းစာမှာပြန်တွေ့ကြပါမယ်